တရားနာပိသက်ပေါင်းသူတော်ကောင်းတို့ခမညာဖရာအမြတ်ဆုံးယရနာတရားအမြတ်ဆုံးယရနာတန်ခါအမြတ်ဆုံးယရနာသုံးပါးဥထိတ်ထား၍သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကျေးဇူးရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးထံမှတရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြရန်အတွက်ဩဃာတကရောကျိုးဖြင့်ညီညာဖြဖြကရောကြပါစို့ခမညာရှိကြမှာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာပါစေရန်အလုံးငါဖရာမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာဤယရနာမြတ်သုံးပါးတို့အားရွတ်သိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မန်းလျော့ကြောချသောတကိစ္စကာရဝပနာမကုသိုလ်စေရနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစာ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အားဗလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေအဟံဗန္တိပိတရဏိနတဟပိသတိလံအမံယသာမိလောကဟံကတဝါတိလံဒီထမေဗန္တိဒုတိယံပိအဟံဗန္တိပိတရဏိနတဟပိသတိလံအမံယသာမိလောကဟံကတဝါတိလံဒီထမေဗန္တိတတိယံပိအဟံဗန္တိပိတရဏိနတဟပိသတိလံအမံယသာမိလောကံကတဝါတိလံဒီထမေဗန္တိယမဟာဝဒာမိတံဝတိထမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓံသရဏံဂစ္ဆာမိဓမ္မံသရဏံဂစ္ဆာမိသံဃံသရဏံဂစ္ဆာမိဘုဒ္ဓံသရဏံဂစ္ဆာမိဓမ္မံသရဏံဂစ္ဆာမိသံဃံသရဏံဂစ္ဆာမိဒ
Dutiyampi Bodhan Dharanam Gissami Dutiyampi Dhammam Dharanam Gissami Dutiyampi Sangam Dharanam Gissami Dutiyampi Bodhan Dharanam Gissami Dutiyampi Dhammam Dharanam Gissami Dutiyampi Sangam Dharanam Gissami Tatiyampi Bodhan Dharanam Gissami Tatiyampi Dhammam Dharanam Gissami Tatiyampi Sangam Dharanam Gissami Tatiyampi Bodhan Dharanam Gissami Tatiyampi Dhammam Dharanam Gissami Tatiyampi Sangam Dharanam Gissami Dharana Kamanam Paripunam Anadipata Viramni Dekavaran Dhamadhiyami Anadipata Viramni Dekavaran Dhamadhiyami Adena Dana Viramni Dekavaran Dhamadhiyami Adena Dana Viramni Dekavaran Dhamadhiyami Kami Dumesa Sara Viramni Dekavaran Dhamadhiyami Kami Buddha Wada Viramni Dekavaran Dhamadhiyami Dura Miraya Misa Pamada Thana Viramni Dekavaran Dhamadhiyami Idam Vitilam Nibbānata Pisayo Hodu Tidarani Nataha Pinsa Tilan Dhamandarugan Gadawa Appamadi Natambadita Adana Doni Natanga Chauset Doni Koza the Great Tadoya said the Kunit Urella San Lee Natal Nasebjini Sanawarila Nasashi Engani Anida Daji Pijitikum Mune Shevo Queti Odara Rama Audagon Joundai Loka Chanda Chi Maha Dhamma Vimano Twin Sin Jimba Pilo Adi Loka Chanda Chi Maha Dhamma Vimano Chong Lu Puza Ludo Mingala Omwe Atayima Dhamma Puza Tu Dhamma Dhabin Kananai Maha Omyi Mune Maha Nwesin Ông Chan E Ya Phaya Tình Châu Giá Đại Ca Di U Mong Mong Luyện Kho U In Ba U Phaya Tình Châu Đại Ca Ma Di Do Yin Yin Luyện Kho Do Maha Lakshmi Chế Maha Tiêu Cá Bích Sĩ Dấu Ngoại Yi Mida Suru Y Amanda Dana Tamadana Shipshin Hoja Ado Aquinta Kai Lona Sai John Deadi Danado Tigneja the Vanda being Kanagu Shivona the Gishanom Yapiai Magaruna Gongo Ayom Yugati Jufeso Ado Wanana Banama Adida Katago Yusu Puzo Jimpin Sardinya Sio Gamba Gondi Hibi Abemi Galan Grondo Dido Gerani Kiran Gedo Loka Hidaya Nato Namo Ma Garunika Dada Yona To Winiya Nyaswa Tadawai
ချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်မှသောကာလလေးအသင်ချေသိဏိကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာဏိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်သောမှုတို့ကိုကရွန်တို့ဖျားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကံတတ္တဝါများယင်ဝေတာကေတုတနာချစ်ခေမာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မြမန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအခွင့်တန်ခိုက်လုံးနာဆိုင်မြန်မာစကားပုံထဲမှာဒီစာရန်လေးပါရှိတယ်မှာအခွင့်တန်ခိုက်လုံးနာဆိုင်ဆိုအခွင့်အရေးကောင်းနေတဲ့အချိန်လေးမှာလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကြဖို့လို့ဆိုတဲ့အထိပ္ပယ်ဘယ်ရပဲဖြစ်ဖြစ်အခွင့်သားတယ်ဆိုအခွင့်ကောင်းရနေတယ်အခွင့်ကောင်းရနေတဲ့အချိန်လေးကိုလှုပ်လိုက်တဲ့အခါမှာကောင်းကျိုးချမ်းသာတွေရရှိနိုင်တယ်ခွင့်ကောင်းဆိုဒီမှာလည်းပဲလူတွေရဲ့တဏ္ဍာမှာအကျဉ်းချင်းဖြစ်လာတတ်တဲ့အနေအထားမရှိဘူးခွင့်ကောင်းဆိုတာယမယံခါမှသာကြုံတာဖြစ်ပြီးဘယ်တော့မှပြန်လီမကြုံတဲ့အနေအထားမျိုးကိုလည်းရောက်ရှိနိုင်တယ်ပေါ့အခွင့်ကောင်းဆိုတာဝိဓမ္မအရေးကြီးတယ်လို့ပါဠိစာပေမှာတော့အခွင့်ကောင်းကိုခဏလို့သူခဏကောင်းသောခဏကောင်းတဲ့အခွင့်အရေးအဲ့ဒီအခွင့်ကောင်းဆိုတဲ့ဟာလေးကအမျိုးစုံပြောကြလိမ့်မယ်ဆိုပါစို့ရေရှားတဲ့အရက်တွေမှာဆိုလို့ရှိရင်မိုးရွာတဲ့အချိန်လေးမှာရေကိုခံယူလိုက်ဖို့ဟာဒါမိုးရွာနေတဲ့အချိန်ဒီအခွင့်ကောင်းတချို့ရက်တွေကအတော်ကိုရေရှားတာရေရှားတော့လူတွေဆိုတာရေချိုးဖို့အမှန်တမ်းခဲနေလူတွေချိုးချတဲ့ရေကိုအလကားစိတ်ဆင်းမသွားစေပဲနဲ့တခုနဲ့ခန္ဓာပြီးအဲ့ဒီရေကိုနွားတိုက်ကြရတာနွားရေတိုက်ရတာတို့ဘာလို့တချို့ရက်ဒီမှာအဲ့တိုင်းရေလဲတစီရဖို့အတွက်တနေ့ကုန်တနေ့ကကျိုးပန်းအထောက်ကြရတဲ့အရက်တွေလည်းရှိတယ်ဘုန်းကြီးတို့တခါမြင်းညံတဲ့ဘက်ကိုခီးသွားတော့ခလန်းလန်းကြည့်လိုက်တဲ့အခါလူတွေဖွေးဖွေးလှုပ်လို့လှဲတွေနဲ့ဘာလှုပ်နေကြတာလဲပွဲလန်းသဘင်ရှိလို့လားဆိုမဟုတ်ရေလာခတ်ကြတာနော်ရေလာခတ်ကြတာလှဲတွေနဲ့လူတွေဟာပွဲခင်းကြီးတမျှတော့ကိုချစ်ချင်ရေရဖို့အတွက်ကြိုးစားကြတယ်အဲ့တော့ရေရဖို့ဆိုတာအဗဓမ္မခဲကြတယ်ခုချိန်မှာရေရှိနေတဲ့အချိန်မှာတော့လူတွေကခွင့်ကောင်းလို့သိပြီးမထင်ကြဘူးနောက်တစ်ခေတ်ကျတော့ရေချိုရှားလာတဲ့အခါမျိုးတွေကျုံလာနိုင်
အဲ့ဒီကြရင်ရေလူးရတယ်ဆိုတဲ့အနေထားမျိုးတွေဖြစ်လာနိုင်သေးတယ်နော်တော့အခွင့်အလမ်းဆိုတာယမယံခါမှရကြတာဖြစ်တယ်မိုးရတော့ရေခံရတယ်ဆိုတဲ့စကားပေါ်လာတို့တူပဲနေပူတော့စဘာလမ်းညတို့အဝတ်လမ်းညတာတို့နေပူကလည်းပဲတချို့အရာတွေမှာတချို့နိုင်ငံတွေမှာအလွန်ရှားပါတယ်အလွန်ရှားပါတာဖြစ်တော့နေပူခံမိုးရအတွက်ရှားပါပစ္စည်းလို့ဖြစ်ကြ6လနေမမြင်ရတဲ့အရာမျိုးတွေဟာနေအတွက်ထူးဆန်းမှုမြန်မာနိုင်ငံလာကြတဲ့ tourist တွေခီးသွားတွေပကံဧရိယာရောက်လာတဲ့အခါကျတော့နေဝင်နာကိုအထူးတလိကြီးကြ sunset beauty ဆိုဘုန်းကြီးတို့ရက်တွေကျတော့နေဝင်နာကဘာမှမဆန်ဘူးနော်ဘာမှမဆန်ဘူးနေတိုင်းတွေ့မကြည့်ချင်တဲ့တွေ့မှာကြည့်ချင်တဲ့တွေ့နေတိုင်းတွေ့နေရတဲ့ပုဂ္ဂိုလ်တွေဖို့အဆန်းမဟုတ်သို့သောနေဝင်နာကိုမတွေ့ရတဲ့လူတွေအတွက်ကအဆန်းပဲဘေးရပဲဖြစ်ဖြစ်အခွင့်အရေးဆိုတာလေရမယံခါမှရောက်လာတတ်အဲ့ဒီအခွင့်အရေးရလာတဲ့အချိန်မှာဘာလုပ်သင့်တယ်လဲဆိုတာသိရှိနားလည်ပြီးအကျိုးရှိတဲ့လုပ်တစ်ခုကိုလုပ်နိုင်ဖို့ဒါကိုဆိုလိုတာပေါ့နော်စီးပွားရေးရောင်းဝယ်ကောင်းတဲ့အချိန်ကလည်းဒါအခွင့်အလမ်းတစ်ခုလို့စိုက်ပျိုးရေးအတွက်မိုးလေဝသမှန်တဲ့အခါလည်းအခွင့်အရေးတစ်ခုလို့ပြောမိုးလေဝသပြက်ပြားလာပြီဆိုရင်လည်းစိုက်ပျိုးရေးလုပ်လို့မရတဲ့အနေအထားမျိုးရောက်သွားတယ်စီးပွားရေးအခွင့်အလမ်းတွေပိတ်ဆို့သွားပြီဆိုလို့ရှိရင်လည်းစီးပွားရှာဖို့ခက်ခဲသွားပညာသင်မှုအခက်ခဲဆိုတာလေအခါတိုင်းမှာပညာသင်လို့အချိန်ခါပေးခြင်းမှာပေးတယ်ပေါ့ဘယ်ဟာပဲဖြစ်ဖြစ်အခွင့်ပေးတဲ့အချိန်လေးမှာလှုပ်တင်လှုပ်ထိုက်တာလှုပ်ရမယ်လို့ဆိုလိုတာအခွင့်သာခိုက်ကြိုးစားလိုက်ဆိုဒီနေရာမှာအခွင့်တော်တာပါရဲ့ဘာလို့မှမသိပဲနဲ့အချိန်ကုန်သွားတဲ့လူတွေလည်းရှိတယ်အဲ့တော့အခွင့်အရေးတစ်ခုရလာတဲ့အချိန်မှာဘာလို့ရမယ်ဆိုတဲ့သိတဲ့အသိပညာလည်းအမှန်တမ်းအရေးကြီးတယ်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်လိုက်ဖို့လှုပ်လိုက်မှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်ဒါကိုရည်တကြီးမြတ်စွာဘုရားကလည်းတတိပေးဆုံးမထားတာရှိတယ်ဘဝတန်တရားကလွတ်မြောက်ဖို့အတွက်အခွင့်အလမ်းဆိုတာအမှန်တမ်းရှားပါတဲ့အခွင့်အလမ်းတစ်ခုဆိုပါစို့ဘုန်းကြီးတို့တွေအလွန်ကြီးမားတဲ့အဆောက်အဦကြီးတွေရောင်းနေကြတယ်ဘယ်ပဲကြည့်ကြည့်လေးပဲလေးတန်းအပေါ်ရောအောက်ကရောအကုန်ပိတ်ဆို့ထားတယ်အဲ့လိုအဆောက်အဦကြီးထဲမှာပိတ်လောင်ထားခြင်းခံရတဲ့အခါမှာအခွင့်အလမ်းဆိုတာထွက်ပေါက်လေးကိုပြမဲ့လူတယောက်ရောက်လာလို့ရှိရင်အဲ့ဒါအခွင့်အလမ်းတစ်ခုပဲထွက်ဖို့ရအတွက်အဲ့လိုထွက်လမ်းမရှိဘူးဆိုလို့ရှိရင်ဒီအဆောက်အဦထဲမှာပဲဒုက္ခရောက်ကြတယ်အခွင့်အလမ်းလို့ခေါ်တယ်ဆောက်အဦတစ်ခုမီးလောင်နေတယ်ဆိုရင်ထွက်ပေါက်မတွေ့နိုင်မတွေ့ရင်လည်းဒုက္ခရောက်မှာသိချာထို့တူပဲတန်တရားထဲမှာလူဖြစ်နေကြတော့ဘုန်းကြီးတို့တွေဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဝိဉ္ဇနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့ပိတ်လောင်ထားခြင်းခံရတယ်ပေါ့ဘယ်လိုမှယုံထွက်လို့မရဘူးဒီထဲမှာဘယ်သူမှယုံထွက်လို့မရဘူးအဲ့လိုယုံထွက်လို့မရတဲ့ဝိဉ္ဇနာခြင်းသိခြင်းလို့ဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့လောင်ပိတ်နေတဲ့နေရာကြီးမှာဝိဉ္ဇနာခြင်းသိခြင်းကလွတ်ကင်းတဲ့နေရာဟာဟောဒီလမ်းမော်တက်ပြီးဒီကနေသွားလို့ရှိရင်ထွက်ပေါက်တွေးနိုင်တယ်ဆိုလမ်းညွန်ပြတဲ့ပုဂ္ဂိုလ်ဟာပြတဲ့ပုဂ္ဂိုလ်ကပြလို့တကယ်လဲထွက်ပေါက်ရသွားတယ်ဆိုရင်အဲ့ဒါအခွင့်အလမ်းတစ်ခုအဲ့ဒီလိုအခွင့်အလမ်းပြတဲ့အခါမှာယုံကြည်သူမယုံကြည်သူနှမျိုးရှိတယ်မယုံတဲ့လူကမဖြစ်နိုင်ပါဘူးဆိုမလိုက်ဘူးဒါလည်းအခွင့်အလမ်းဆုံးရှုံးသွားခြင်းပဲ
အဲ့ဒီလိုယမယံခလောကမှာအလင်းရောက်ပေးနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တွေပေါ်လာလို့လူတွေကြုံတွေ့နေရတဲ့ဘဝဆက်ဝန်းကြီးတွေမှာထွက်ပေါက်ကိုတစ်ခါဖော်ပြတာရှိတယ်အဲ့ဒီထွက်ပေါက်ပြလိုက်တဲ့အချိန်လေးမှာထိုထွက်ပေါက်ရှိတဲ့နေရာကိုရောက်ရှိအောင်သွားဖို့ဗဓမ္မအရေးကြီးတယ်အဲ့ဒါမျိုးကိုခွင့်လန်းလို့ခေါ်တယ်ဒီအခွင့်အရေးနဲ့ပတ်သက်ပြီးတော့လေဒီဆရာတော်ကြီးကတတိပေးဆုံးမထားတဲ့ကြပြလေးတွေမှာအဆုံးသတ်တွေရှိတယ်ခွင့်သာခိုက်မှမလိုက်ခြင်းလင်အမိုက်နှင့်ပြင်ရှိသေးလေလေခွင့်သာခိုက်မှမလိုက်ဘူးဆိုရင်မင်းမိုက်ထားကြမယ်ပေါ့ခွင့်သာဒုံမှမယုံခြင်းလင်အရှုံးနှင့်ပြင်ရှိသေးလေလေခွင့်သာတော့မယုံဘူးဆိုရင်ဒီအရှုံးကမင်းနဲ့ပို့ပြီးတော့ရှုံးတဲ့လူလောကမှာရှိမှာမဟုတ်ဘူးဘယ်ရပဲဖြစ်ဖြစ်ခွင့်သာတဲ့အချိန်အဲ့ဒါလို့တန်တရားဝကလွတ်ကင်းမှုအခွင့်သာတဲ့အချိန်ဆိုတာအလုံးကိုကြာညောင်းမှတွေ့ရတာစီးပွားရေးအခွင့်အလမ်းတွေဆိုတာတွေ့တတ်ပါရဲ့ပညာရေးအခွင့်အလမ်းတွေဆိုတာလည်းအလွယ်တကူနဲ့တွေ့ပါရဲ့စိုက်ပျိုးရေးအခွင့်အလမ်းရောင်ရည်ဝယ်တာအခွင့်အလမ်းဆိုတဲ့ကျန်တဲ့အခွင့်အလမ်းတွေကမကြာခဏကြုံတတ်ကြတယ်သို့တော့တန်တရားဝကလွတ်ဖို့လမ်းပြတယ်ဆိုတဲ့အလင်းရောင်ရတဲ့အခွင့်အရေးကတော့အတ္တမရှာပါတယ်လို့ပြောဘာသာတိုင်းဟာတန်တရားကလွတ်ကင်းဖို့လမ်းပြနိုင်စွာမရှိဘူးပြတော့ပြကြတယ်ဒီနိဋ္ဌာလို့ဆိုတဲ့ဘဝတစ်ခုအပြည့်သက်ဆိုတဲ့စကားလုံးမှာနိဋ္ဌာပြည့်စုံခြင်းတန်တရားဝကလွတ်ကင်းခြင်းလို့ဆိုတဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ပါဠိဘာသာမှာမောက္ခတက္ကဒစကားနဲ့ပြောရင်မောက္ခလို့ခေါ်တယ်အဲ့ဒီမောက္ခမောက္ခဆိုတယ်လွတ်မြောက်တယ်ဆိုတဲ့နေရာဆဲဒုက္ခတွေကလွတ်မြောက်သွားတယ်လို့သတ်မှတ်တာဘာသာတစ်ခုနဲ့တစ်ခုမတူကြဟိန္ဒူဘာသာအနေနဲ့မောက္ခဘာလို့သတ်မှတ်တယ်ဆိုရင်ဝိဇ္ဇာအဝိဇ္ဇာသတ်မှတ်ပုံကစကွဲပြားတယ်အတိညာဆိုဒီမှာဝိဇ္ဇာလို့ခေါ်တဲ့အတိညာဟာတို့တွေကိုသာဝရဖရာလို့ခေါ်တဲ့မြမကြီးကဖန်ဆင်းတယ်လို့သိခြင်းဟာဝိဇ္ဇာမသိခြင်းကအဝိဇ္ဇာဒါသိအတိညာနဲ့အတိညာမရှိမှုနဲ့ကွဲပြားခြားနားမှုတွေရှိတယ်ဘုရားရဲ့ဆုံးမကြတော့သစ္စာ၄ပါးလို့ခေါ်တဲ့အမှန်တရားကိုသိရှိခြင်းဟာဝိဇ္ဇာအမှန်တရားကိုမသိခြင်းကအဝိဇ္ဇာတော့တတ်မှတ်တယ်အဲ့လိုတတ်မှတ်တော့သစ္စာ၄ပါးကိုသိမှအမှန်တရားကိုတွေ့တယ်လို့ဘုရားရဲ့တန်းစင်ကြတာအလိုဟိန္ဒူဘာသာနဲ့ပတ်သက်လာတဲ့အခါသစ္စာ၄ပါးလို့မဆိုတော့ဘဲနဲ့ဖန်ဆင်းတဲ့ပြမကြီးကိုသိမယ်ဆိုရင်ဒါမောက်ဒီဝိဇ္ဇာလို့ခေါ်တယ်ဖန်ဆင်းထားတဲ့ပြမကြီးနဲ့ကောင်းကင်ဘုံမှာအတူပြန်လဲပေါင်းစုံခြင်းဟာမောက္ခလွတ်မြောက်ခြင်းဘုရားဘာသာမှာတော့အကြောင်းကုန်လို့ခန္ဓာ၅ပါးတွေရပ်ဆိုင်သွားတယ်အကြောင်းတရားတွေကဖန်တီးနေတဲ့ခန္ဓာ၅ပါးဟာနောက်ထပ်ပြီးတော့မဖြစ်တော့ဘူးခန္ဓာ၅ပါးဆိုတဲ့ဆင်းရဲဒုက္ခအဆုံးသတ်သွားခြင်းဒီမောက္ခအဲ့တော့မောက္ခလို့ပြောတဲ့လွတ်မြောက်ခြင်းဆိုတဲ့သတ်မှတ်ချက်စံနေရဘာသာတစ်ခုနဲ့တစ်ခုနဲ့မတူကြဘူးမတူဘူးဘုရားကိုယုံကြည်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘုရားရဲ့ဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးပြီးတော့လွတ်မြောက်မှုကိုရယူကြတယ်တခြားဘာသာကိုယုံကြည်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့ဘာသာအားလျော်စွာဒီလိုက်နာကျင့်သုံးပြီးတော့လွတ်မြောက်မှုကိုရယူကြတယ်သို့တော့ဘယ်ဟာကအစစ်မှန်လဲဆိုတဲ့တာမန်လူတွေသိဖို့မတမခဲနေတာမန်လူတွေကုန်သိဖို့ဆိုတာမတန်ခဲအဲ့ဒါကိုသိတဲ့အသိဉာဏ်ရဖို့ဆိုတာကျင့်ကြံကြိုးကိုပွားများအထောက်ရမယ်ကိုယ်ရင်ထဲမှာရှိတဲ့တတိဆိုတဲ့ mindfulness
ပညာလို့ဆိုတဲ့ wisdom အဲ့ဒီတစ်ခုအသုံးချပြီးတော့အကြောင်းအကျိုးဆင်ခြင်သုံးသပ်နိုင်မှမောက္ခစစ်စွာတွေ့တယ်ပေါ့အိန္ဒိယနိုင်ငံမှာ philosophy တွေများစွာပေါ်ထွန်းခဲ့တယ်အဲ့ဒီမှာနိကန္ဒဝါဒလို့ခေါ်တဲ့ဒီကနေ့ခေတ်မှာဂျိန်းဝါဒလို့ခေါ်တဲ့ဝါဒအရာမောက္ခကဘာလို့ဆိုအသိဉာဏ်တတ်ဖို့ကိုသူတို့ကနိဗ္ဗာန်လို့သတ်မှတ်တယ်မောက္ခနိဋ္ဌာသိဉာဏ်တတ်ဖို့ဟာသူတို့အတွက်လမ်းဆုံးပဲသို့သောဘုရားဘာသာအရသိဉာဏ်တတ်ဖို့မှာသရုတ်တဇံအောင်မြင်အောင်ကျင့်သုံးလို့ရှိရင်သိဉာဏ်တတ်ဖို့ရောက်တယ်စိတ်ကိုမုန်းတီးပြီးတော့သရုတ်တဇံရလို့ရှိရင်တော့သိဉာဏ်တတ်ဖို့ရောက်တယ်အဲ့ဒီသိဉာဏ်တတ်ဖို့ရဲ့တက်တန်းကကဘာ900ပဲဖြစ်တယ်ကဘာ900ပြည့်သွားလို့ရှိရင်ပြန်လည်လာအောင်မှလို့အဆုံးသတ်လို့မတတ်မှတ်ဘူးပြန်ပြီးတော့ရောက်လာအောင်မယ်လို့ပဲဒီလိုသတ်မှတ်တယ်ထို့တူပဲစတိလလို့ခေါ်တဲ့စံကြထုံးတဲ့ယသိရိရဲ့မောက္ခကအာဘတရပြမဘုံသူတို့ကသတ်မှတ်တယ်ဟိန္ဒူတွေကတော့ပြမဆိုတဲ့ခုနကဖန်ဆင်းရှင်ကိုလမ်းဆုံးပတ်နိုင်ဖြစ်သတ်မှတ်တယ်အဲ့တော့ဘာသာတရားတွေအတွေးအခေါ်ယူဆမတူညီလို့ခုလိုမျိုးစုံသတ်မှတ်ပြီးတော့ဖော်ပြနေကြတာဖြစ်တော့လေတမန်ပုဂ္ဂိုလ်တွေအနေနဲ့ဘယ်ဟာမောက္ခလဲဆိုတာမှန်းဆသိပြီးတော့သာနေထိုင်ကြတာဖြစ်တယ်ပေါ့သို့သောအသိဉာဏ်ရှိပြီးတော့ကျင့်ကြံကြုတ်ကိုပွားများအထုတ်မယ်တကယ်ကိုယ်ပိုင်ဉာဏ်အသိဉာဏ်ရအောင်ကြိုးစားအထုတ်မယ်ဆိုမှမင်္ဂနဲ့လမ်းကြောင်းကိုရောက်ရှိနိုင်တာဖြစ်တယ်ဘာသာတရားဆိုတာဆင်းရဲဒုက္ခတွေလွတ်မြောက်တဲ့နည်းကိုအဓိကသင်ကြားတာပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမဟာလည်းပဲနှစ်ပိုင်းခွဲလို့ရတယ်တန်တရားထဲမှာချမ်းသာစွာတဘဝကနေတဘဝကိုကူပြောင်းရတဲ့အနေအထားမှာလူဘုံနတ်ဘုံလို့ဆိုရဲချမ်းသာတဲ့ဘုံတွေကိုနေထိုင်ရပြီးတော့တန်တရားလဲရတယ်တန်တရားတော့လဲမှာပဲလဲပြီးဆိုရဲကအိုခြင်းနာခြင်းသိခြင်းဆိုတာတော့ဘယ်သူမှရှောင်လို့မရဘူးဒါသဘာဝတရားအိုခြင်းနာခြင်းသိခြင်းဆင်းရဲကလွဲလို့ရှိရင်ဒါနကောင်းမှုလုပ်တဲ့လူတွေဟာလူဘဝမှာပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံချမ်းသာစွာနေရတယ်ဒါအထောက်ကိုသီလလုံခြုံစွာကျင့်သုံးလာခဲ့တဲ့ပုဂ္ဂိုလ်တွေကလူဘဝမှာချမ်းချမ်းမာမာနဲ့အသက်ရှိစွာနေရတယ်ဒါအထောက်ကိုခေါ်တယ်အဲ့ဒီလိုအခြေခံ morality ဆိုတဲ့ကိုယ်ကျင့်တရားနဲ့ဒါနတရားကိုလိုက်နာကျင့်သုံးခြင်းအပြင်အိုခြင်းနာခြင်းဆင်းရဲဒုက္ခကမလွတ်သေးတော့လေတန်တရားထဲမှာတဘဝကနေတဘဝလူဘုံရောက်လိုက်နတ်ပြည်ရောက်လိုက်ချမ်းသာဒုက္ခခံစားလို့ရသေးတယ်ပေါ့နော်ဒီတဲ့တိုးတက်ပြီးတော့တပ္ပထကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်တက်တန်းပို့ပြီးတော့ရှိတဲ့ပြမဘုံကိုရောက်သွားနိုင်သေးတယ်သို့သောဒါဟာလည်းလမ်းဆုံးပတ်နိုင်မဟုတ်သေးဘူးပြန်ရောက်လာအောင်ပါပဲပြမပြည်မှာတဝင်းဝင်းဝယ်စခြင်းမှာတရှုပ်ရှုပ်ဆိုတာပြမဖြစ်တုန်းကတော့ငကင်းကြီးနဲ့တဝင်းဝင်းသို့သောတန်တရားထဲမှာပြန်လဲလာတဲ့အခါတစ်ချိန်တုန်းကပြမအခုဝက်ဘဝရောက်နေတာလည်းရှိတယ်မဆုံးသေးဘူးဆိုလို့ရှိရင်တော့တန်တရားစဝန်းထဲမှာတပတ်ပြန်လာသေးတယ်တန်တရားထဲမှာကုသိုလ်ကောင်းမှုလုပ်ခြင်းအပြင်ဆင်းရဲဒုက္ခတွေတက်တာပြီးတော့ချမ်းသာဒုက္ခနဲ့ဘဝတစ်ခုကနေဘဝတစ်ခုသွားနိုင်တယ်ဒါကတန်တရားထဲမှာနေတုံးရှိနေတုံးမှာချမ်းသာရနိုင်တဲ့အကျိုးတရားအကြောင်းနဲ့အကျိုးမြတ်စွာဘုရားဟောအဲ့ဒီမှာမလုပ်ရမှနဲ့လုပ်ရမှနှစ်ခုခွဲပြီးတော့ဟောတယ်မလုပ်ရမှကအကုသိုလ်လုပ်ရမှကကုသိုလ်မလုပ်ရမှတွေလုပ်လို့ရှိရင်ငရဲတရိစ္ဆာန်ပြိတ္တာလို့ဆိုတဲ့အပေဘုံရောက်သွားတယ်ဘယ်ဘုံရောက်ရင်တော့ဆင်းရဲဒုက္ခကြီးစွာခံစားရမှာပဲဖြစ်တယ်
အကုသိုလ်ရဲ့အကျိုးပေးရပုံမှာအပယ်၄ပုံသာလည်းဖြစ်တယ်ငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဆိုအပယ်၄ပုံအဲ့တော့အကုသိုလ်ဆိုတာအကျမ်းမြင်အဖြစ်ကျမ်းနဲ့အကုသိုလ်လို့ပြောရမယ်ဆိုရင်ဒုစရိုက်7ပါးကျမ်းနဲ့အကုသိုလ်လို့ခေါ်တိမ်မွေးတဲ့အကုသိုလ်လေးတွေလည်းရှိသေးတယ်သို့တော့တိမ်မွေးတဲ့အကုသိုလ်တွေကတဏှာကမလွတ်ယုံတာဖြစ်ပြီးတော့ဆင်းရဲဒုက္ခတော့ခံရမှာမဟုတ်ဘူးငါးပါးသီလနဲ့ရှောင်တာဟာကျမ်းနဲ့အကုသိုလ်တွေကရှောင်ဖို့မြတ်စွာဘုရားဟောတာပဲဖြစ်တယ်ပေါ့နော်ဒုစရိုက်7ပါးကိုမကျူးလွန်မဲနဲ့ဒုစရိုက်7ပါးကရှောင်ကျင်မယ်ဆိုရင်ဘယ်ဘဝတွေကလွတ်မြောက်တုံးဆိုငရဲတိရစ္ဆာန်ပြိတ္တာအတုရကေဘဝမရောက်နိုင်ဘူးတေချာစဉ်းစားကြည့်လို့ရှိရင်လူတွေမှာ human right ဆိုတဲ့လူအခွင့်အရေးရှိတယ်မွေးရပါအခွင့်အရေးတွေရှိတယ်တိရစ္ဆာန်တွေဟာလူတွေရတဲ့အခွင့်အရေးရလားဆိုမရဘူးဘဝပေးလိုက်တာလည်းမရဘူးနွားဖြစ်ရင်လည်းပဲနွားလို့နေရခွေးဖြစ်ရင်လည်းခွေးလို့တခြားတိရစ္ဆာန်တွေလည်းပဲလူတွေရဲ့တပ်ဖြတ်ညှင်းဆဲမှုကိုခံရတယ်အဲ့တော့သူတို့မှာဘာအခွင့်အရေးမှမရှိဘူးဒါအကုသိုလ်အကျိုးပေးပြီဆိုရင်အဲ့လိုဘဝကိုရောက်ချာငရဲဆိုတာတော့မပြောနဲ့တော့မေးကောင်းမေးလိမ့်မယ်ငရဲဆိုတာရှိလားလို့ဆိုအကုသိုလ်တွေရှိနေအကုသိုလ်ခံရမယ့်နေရာဆိုတာရှိတယ်အဲ့ဒါလိုပဲတွေးတော့ပြီးတော့ကြည့်လိုက်ဒုစရိုက်လုပ်ငန်းလုပ်လို့ရှားစိုးမှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေနေတဲ့နေရာဆိုတာရှိတယ်လူဘဝတွေမှာလည်းနိုင်ငံတိုင်းမှာထောင်ဆိုတာရှိတယ်လေဘာလို့ရှိရတာတော့ဆိုသူတို့လုပ်တဲ့အလုပ်တွေကြောင့်မို့လို့ဒါရှိတာအဲ့တော့လူတွေမှာလည်းဇယိုက်ဆိုးတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့စိတ်ပိုက်စိတ်ရိုင်းလေးကိုအားလျော်စွာမကောင်းတာတွေကိုလုပ်လို့ရှိရင်တော့မကောင်းတဲ့လုပ်ရဲ့တဘာဝကခံထန်ခတ်တဲ့အပြစ်ဒဏ်တွေကိုခံရမှာပဲဖြစ်တယ် reaction ဆိုတဲ့သဘောတရားအရာကိုလှုပ်တာကိုခံရတယ်ဆိုတဲ့သဘာဝကြတယ်သူကိုကတစ်ဖက်သားလူတစ်ယောက်ကိုဒုက္ခပေးလိုက်လို့ရှိရင်အဲ့ဒီလူခံစားရတဲ့ဒုက္ခမျိုးဟာကိုယ်စီရောက်လာဆိုတော့လူတစ်ယောက်ကိုကဗန္ဓာတိပတ္တဒေါသအလျောက်တပ်ဖြတ်လိုက်တယ်ဆိုကိုဟာတပ်ဖြတ်ခြင်းကိုခံရလူတစ်ယောက်မျက်စိကန်းအောင်လုပ်လိုက်တယ်ကိုဟာမျက်စိကန်းရတဲ့အနေထားမျိုးရောက်သွားတစ်ဖက်သားရောက်သွားတဲ့ဒုက္ခမျိုးဟာကိုယ်စီပြန်ရောက်လာဘယ်သူကလှုပ်တာတော့လို့ဆိုကံကြမ္မာကနေလှုပ်တာပဲ reaction ဆိုတဲ့တုံ့ပြန်မှုဥပမာမဲ့စဉ်းစားကြည့်ဝန်းလျှောတဲ့အစားအစာစားလို့ရှိရင်စားတော့ကတော့ကောင်းတယ်ရတာရှိတယ်သို့တော့ဝန်းလျှောတဲ့အစာစားမိလို့ရှိရင်အစာပိုက်ထဲရောက်သွားပြီးနောက်မကြခင်ဝန်းလျှောတယ်ဆိုဘယ်သူကလှုပ်တာတော့ကိုစားလိုက်တဲ့အစာ reaction ပဲနော်တုံ့ပြန်ပြီးတော့ဆောင်ရတာဘိုင်းနာတဲ့အစာစားမိရင်ဘိုင်းနာတာသွေးတက်တဲ့အစာစားမိရင်သွေးတက်တယ်သွေးတိုးတယ်စီးကျုတ်တက်မဲ့အစာစားမိရင်စီးကျုတ်တက်တယ်ဒါလူတိုင်းသိနေတဲ့ဟာတွေပဲအဲ့ဒီလိုပဲကံကြမ္မာကလည်းအဲ့ဒီသဘောအတိုင်းပဲလို့မှတ်ရအောင်စိတ်ကြတော့လူတိုင်းကသိပြီးမသိကြဘူးစိတ်နဲ့ပတ်သက်လာလို့ရှိရင်လည်း reaction တွေရှိတယ်ဆိုတာကိုတတိထားမှာဖြစ်တယ်ရုပ်ပိုင်းဆိုင်ရာ reaction တော့အလုံးကနားလည်ကြတယ်ပေါ့နော်အဲ့ဒီလိုဖြစ်လာတာတွေကိုရသော်ဗျာပွင့်လာတဲ့အခါမကောင်းတာမလုံးနဲ့ဆိုရစို့ဆရာဝန်တွေညွှန်ကြားသလိုဒီစားမစားနဲ့ဒါဝန်းလျှောစေတဲ့ဒီစားရင်သွေးတက်မယ်ဒီစားရင်စီးကျိုတက်မယ်ဒီစားကြောက်ကနေမတက်ဘူးစသဖြင့်တကယ်စားလဲတကယ်ဒုက္ခရောက်တယ်ဆိုတာမှန်ကန်တဲ့လမ်းညွှန်မှုနဲ့ဆိုရင်ဒီလိုပဲဖြစ်တယ်ဒီယောဂဖြစ်လာရင်ပဲဆေးတောင်းရမယ်လို့ပြောတယ်အဲ့ဒီဆေးတောင်းရင်လည်းပျောက်ကြတာရှိတယ်ပေါ့အဲ့ဒီလိုဒီအကြောင်းနဲ့အကျိုးလောကမှာဖြစ်ပေါ်နေတာတွေကထင်ရှားရှိနေတာသိကြ
မြတ်စွာဘုရားကဟောတယ်ဆိုတာအဲ့ဒီအကြောင်းနဲ့အကျိုးကိုပဲဟောတာအဲ့ဒီအကြောင်းကလည်းသိတဲ့လူသာသိတာမသိတဲ့လူကမသိဆေးဝါးနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဘာလို့ရင်ဘာဆေးတောင်းရဲဆိုတော့သူကျွမ်းကျင်မှုနဲ့သိတယ်ကြက်တဲ့လူကမသိဘူးထို့တူပဲမြတ်စွာဘုရားကဒီအလုပ်တွေလုပ်ရင်ဘယ်ငရဲကြနိုင်တယ်ဆိုတာမြတ်စွာဘုရားဒီအလုပ်တွေလုပ်ရင်လူပြည်နတ်ပြည်ရောက်ပြီးချမ်းသာဒုက္ခကိုခံစားရမယ်ဒီအကျင့်ကျင့်လို့ရှိရင်ပြမပြည်ရောက်တယ်ဆိုတာလမ်းကြောင်းလေးတွေကိုဖော်ဆောင်ပြီးတော့ပေးတာတန်တရားဝကထွက်ခြင်းနဲ့ဆိုရင်တော့ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့ရှင်ထဲကတွေ့တာမှုတွေအလုံးဖယ်ရှားနိုင်ရမယ်တွေ့တာမှုတွေဖယ်ရှားနိုင်မှတောကဆိုတာဖယ်ရှားနိုင်မှာဖြစ်တယ်တွေ့တာမှုနဲ့ကိလေသာတွေဖယ်ရှားလိုက်တဲ့အခါမှာကိုလှုပ်ထားတဲ့ကံတရားတွေဟာကိလေသာနဲ့မပေါင်းလို့ရှိရင်ဒီကောင်းကျိုးဆိုးကျိုးဆိုတာမထုတ်နိုင်တော့ကံနဲ့ကိလေသာနှစ်ခုပေါင်းမှကောင်းကျိုးဆိုးကျိုးဆိုတာထုတ်တာဖြစ်တယ်ကံကကောင်းတဲ့ကံမကောင်းတဲ့ကံရှိတယ်ကိလေသာကြတော့အကောင်းမရှိဘူးဆိုကြည့်ပဲကောအဲ့တော့ကံကြတော့ကောင်းတာရှိတယ်မကောင်းတာရှိတယ်သို့တော့ကိလေသာပေါ်မှာမူတည်ပြီးကံတရားကအကျိုးတစ်ခုကိုထုတ်တယ်ဘဝတစ်ခုဖြစ်ပေါ်စေတယ်ကိလေသာကိုပယ်လိုက်လို့ရှိရင်ကောင်းတဲ့ကံလည်းအကျိုးမပေးတော့မကောင်းတဲ့ကံလည်းအကျိုးပေးတော့ဥပမာဘယ်လိုနားလဲရမှာတော့ဆိုရင်ကံဆိုတာမျိုးစေ့နဲ့အလားတူတူတယ်ကိလေသာဆိုတာမြေရည်နဲ့အလားတူတူတယ်မျိုးစေ့လေးတစ်ခုကိုမြေရည်နဲ့မတွေ့အောင်ဖယ်ထားလိုက်မယ်ဥပမာ6သွေးတဲ့ပလင်းနဲ့ထည့်ထားမယ်ဆိုဒီမျိုးစေ့ကဘယ်လိုမှပေါက်နိုင်တာမဟုတ်ဘူးမြေနဲ့ရေနဲ့တွေးပြီးဆိုရင်အဲ့ဒီမျိုးစေ့ကအပင်ပေါက်မှာပဲပေါ့အဲ့ဒီသဘောတရားကိုစဉ်းစားကြည့်ပေါ့မြေရေအကူအညီရမှမျိုးစေ့ကအပင်ပေါက်တယ်ထို့တူပဲဘဝမှာကံတရားကအကျိုးပေးတယ်ဆိုပေမဲ့ကိလေသာဆိုတဲ့မြေရေပေါင်းစပ်ပေးတော့မှကံတရားအကျိုးပေးလို့ရတယ်မြတ်စွာဘုရားကိလေသာတွေကိုပယ်ဖို့နိလန်းတွေကိုဟောကြားခဲ့တယ်အဲ့ဒီကိလေသာတွေကိုဝိပဿနာကျင့်စဉ်နဲ့ရှင်းပြီးရှင်တဲ့ကိလေသာတွေကိုလျှော့ချတယ်တဘာဝတရားကိုမှန်မြင်ပြီးတွေ့တာမှုတွေကိုဖယ်ရှားလိုက်နိုင်တယ်ဖယ်ရှားလိုက်ရင်တွေ့တာမှုမှာအမှန်မသိမှုအဝိဇ္ဇာဆိုတာကတွေ့တာမှုရဲ့အမြစ်ပဲဖြစ်တယ်အမြင့်နဲ့ကတွေ့တာမှုကိုဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်ကိလေသာတွေလုံးဝကုန်သွားတော့ကံတရားတွေကလည်းဘဝတစ်ခုကိုဖန်တီးနိုင်စွာမရှိကြတော့နောက်ဆုံးမှာမျိုးစေ့ကအပင်မပေါက်လို့ရှိရင်မပေါက်တဲ့အပင်ကပွင့်ပွင့်ချင်းအသီးချင်းဆိုတာမဖြစ်တော့သလိုတန်တရားမှာဆင်းရဲဒုက္ခဇတ်လန်းဟာရပ်ဆိုင်သွားတာပဲဖြစ်တယ်အဲ့ဒါကိုပဲနိဗ္ဗာန်လို့ပြောတာနော်တမားဖြစ်ကြည့်မယ်ဆိုရင်ဖြစ်နေတာကြိုက်နေတဲ့လူတွေကအဲ့လိုရပ်သွားမယ်ဆိုရင်သိကျေနပ်ပုံမရပ်ချင်ဘူးသူကနော်မြတ်စွာဘုရားကမရပ်ချင်လို့ဆက်ဖြစ်နေရင်ဖြစ်တယ်ရဲ့နောက်မှာပြတ်တယ်ဆိုတာလာမှာပဲဖြစ်ပြီးတဲ့နောက်သာဝရတိတာကိုဘယ်လိုပဲရှာတွေးမှာမဟုတ်ဘူးသာတိပစ္စယသရမရဏဆိုမွေးဖွားခြင်းရဲ့နောက်ဘက်မှာအိုခြင်းနဲ့သေခြင်းရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မွေးဖွားလာရင်ကတော့အိုခြင်းသေခြင်းလာမှာပဲသာတိနိရောဓသရမရဏနိရောဓမွေးဖွားခြင်းရဆိုင်သွားမှသာအိုခြင်းသေခြင်းကရဆိုင်လို့ရမှာဆိုဒီသဘောတရားကိုနားလည်ပြီးဒုက္ခတွေလုံးဝရဆိုင်သွားတာကိုဘုရားဘာသာရေးအနေနဲ့လမ်းဆုံးပန်းတိုင်နိဗ္ဗာန်လို့ဒီလိုသတ်မှတ်တာဖြစ်တယ်အဲ့တော့အဲ့ဒီနိဗ္ဗာန်ကိုလိုချင်သလားမလိုချင်ဘူးလားကိုယ့်ကိုမေးပြီးတော့တန်တရားထဲမှာပြောနေတဲ့ပုဂ္ဂိုလ်ကမလိုချင်ဘူးမှန်တယ်လိုချင်ကြမှာမဟုတ်ဒုက္ခမတွေ့သေးရင်သူကပြောစရာပဲတွေးတော့နော်လူကဒုက္ခကိုမစင်စားဘူးမေ့ထားလိုက်တယ်ပြောစရာလေးနဲ့ပြောနေတယ်အဲ့ဒါဆိုရင်နိဗ္ဗာန်မလို့ချင်သေးဘူးဆင်းရဲဒုက္ခတွေကိုတကယ်ကြောက်ပြီးတန်တရားဝကညှင်းငွေ့သွားပြီဆင်းရဲဒုက္ခကဘလောက်ကြောက်စရာကောင်းတယ်ဆိုတာကိုသိရှိလာပြီဆိုရင်တော့ဖြစ်မှကိုကြောက်သွားပြီပေါ့ယောဂဖြစ်ဖူးတဲ့ပုဂ္ဂိုလ်ကယောဂဖြစ်မှကြောက်တယ်အဲ့ဒီယောဂနောက်ထပ်မဖြစ်အောင်
ယောဂနောက်ထပ်မဖြစ်အောင်သူကထိမ့်သိမ်းဆောက်ရှောက်တယ်လို့ပဲကျမ်းမာရေးလိုက်စားတယ်လို့တန်တရားထဲမှာထပ်ဖြစ်မဲ့ဆိုရင်တန်တရားရဲ့ဒုက္ခတွေခံစားရအောင်မှာလို့ဆိုသိရှိထားတဲ့ပုဂ္ဂိုလ်တွေကတန်တရားဒုက္ခနောက်ထပ်မရအောင်ကြိုးစားအထောက်ကြတယ်ပေါ့နော်အဲ့ဒီလိုတန်တရားတွေကလွတ်ရလွတ်ကြောင်းနိလန်းကောင်းကိုပေးနိုင်တာမြတ်စွာဘုရားပွင့်မှသာရတာဖြစ်တယ်ဝိပဿနာကျင့်စဉ်ဆိုတာဘုရားကလွဲပြီးဘယ်သူမှမဟောနိုင်ဘူးဒါပြောရမယ်ဆိုရင်ရှင်းတော့ဝိပဿနာကျင့်စဉ်ဆိုတာမရှိဘူးသမထကျင့်စဉ်အမြင့်ဆုံးပဲဖြစ်တယ်ဒါနသီလသမထဆိုတာဘုရားမပွင့်နဲ့ရှိတယ်ဝိပဿနာကတော့ဘုရားပွင့်မှသိရတဲ့ကျင့်စဉ်တစ်ခုဒါကနိဗ္ဗာန်လမ်းကြောင်းပေါ်သွားဖို့အတွက်ဝိပဿနာရှောင်လို့မရဘူးလို့ဆိုဒီလမ်းကြောင်းကပဲသွားတယ်ပေါ့အဲ့ဒီအခွင့်အရေးကြီးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေတတိထားဖို့အခွင့်တန်ခိုက်လုံးလဆိုင်ဆိုကြိုးစားအထောက်ပါခုချိန်မှာအခွင့်တန်နေတယ်လို့ပြောရမယ်အဲ့ဒါကိုမြတ်စွာဘုရားကတတိပေးဆုံးမတဲ့အနေနဲ့ဟောထားတာရှိတယ်နော်အဲ့ဒါလေးကိုနာယူမှတ်သားပြီးတော့ကြည့်အောင်အခွင့်တာတယ်ဆိုတာနိဗ္ဗာန်သွားဖို့လမ်းကြောင်းဟာခုချိန်မှာပွင့်နေတယ်ပေါ့သွားလို့လေအချိန်လေးပေးထားတယ်ပေါ့အဲ့ဒီအချိန်လေးမှာကိုမလို့ရင်တော့မရဘူးကိုမသွားရင်မရောက်ဘူးပေါ့နော်ကိုမသွားရင်မရောက်နိုင်ဘူးကိုမကျင့်ရင်မရောက်နိုင်ဘူးအဲ့ဒီသဘောတရားကိုမြတ်စွာဘုရားဟောထားတာလေးတွေကိုနိုင်မှတ်သားပြီးတော့ကြည့်အောင်ကိုဘဝနဲ့ကိုစဟပ်ပြီးတော့ကြည့်မနုဿလာဘံလတ္ထာနတတ္တမေတုတ်ပဝေဒိတေတတ္တမဆိုတာမှန်ကန်တဲ့တရားတကယ်အစစ်မှန်တရားတုတ်ပဝေဒိတေရှင်းလင်းဟောကြားနေတယ်မြတ်စွာဘုရားပွင့်လာလို့တကယ်စစ်မှန်တဲ့အကြောင်းတရားတွေကိုဟောပြောနေတယ်မစစ်မှန်တဲ့အကြောင်းတရားဆိုတာမျိုးစုံရှိတယ်လေဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်လောကမှာဘာသာတွေရဲ့မျိုးစုံရှိတယ်ခဏခေတ်မှာပေါ်တာမဟုတ်ဘူးဒီဘာသာတွေကခဏခေတ်သားနာမည်တွေမျိုးစုံတတ်တာဘုရားမပွင့်ခင်တဲ့ဒီဘာသာတရားယုံကြည်ချက်တွေဆိုတာရှိတယ်တချို့ယုံကြည်ချက်တွေမှာဘာဖြစ်တော့ဆိုရင်တရားဝါရီရဲ့အသားနဲ့တတ်ပြီးတော့လေချောင်းသွေးနဲ့ရစ်ပူဇော်လို့ရှိရင်လူကျင်နာရနိုင်တယ်ဆိုတဲ့ဆုံးမသွန်သင်ချက်တွေရှိတယ်ပေါ့နော်အဲသူများအသက်တတ်ပြီးတော့ရစ်ပူဇော်တဲ့အလုပ်တွေဆိုတာဒီခုခေတ်မှာသာရှင်ကျေးတဲ့အတိုင်းဝိုင်းမှာတော့ရပ်ဆိုင်သွားတယ်လို့ဖြစ်တယ်သို့တော့ဒီအတွေးခေါ်ရရှိနေတော့မယ်တချို့ဆိုရင်တပ်ဖြတ်ပြီးရေပူဆိုတာခံရတာလေလူတပိုင်းမှာများစွာရှိခဲ့တယ်ပေါ့နော်အဲ့ဒါယုံကြည်လို့လုပ်နေကြတာပဲဖြစ်တယ်အဲ့တော့အဲ့ဒီလိုပြောတာဟာအမှန်တရားလားလို့ဆိုဘယ်ဟုတ်မှာတိုက်ဆိုင်သွားတဲ့အခါမှာလူတွေကထင်ကြတာထင်ကြတော့ကိုလို့ဖြစ်တယ်လို့ထင်နေကြတယ်ဘယ်ရပဲဖြစ်ဖြစ်တခါတလေတိုက်ဆိုင်မှုတွေအဟုတ်လို့ဖြစ်သွားတတ်တယ်တိုက်ဆိုင်မှုနဲ့ပဲသွားနေကြချဲရီထိုးတာတစ်ချိန်တော့ဗမာပြည်မှာချဲထိုးတယ်ဆိုတာနော်လူတွေဟာတော့လုံးကြအဲ့တော့ချဲပေးတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကဘယ်ကနန်ထိုးလိုက်ဆိုတော့ထိုးမတော်တဆပေါက်လာလို့ရှိရင်ဟာမှန်တယ်ဆိုပြီးတော့ဖြစ်တယ်နော်မှန်တယ်ဆိုတာကကျဲလောင်သွားပြီမမှန်ဘူးဆိုတဲ့လူတွေကကုတ်နေကြတယ်အဲ့တော့နေမှာကိုယ်ကစဉ်းစားရမှာအကယ်၍သာအတက်ပေါက်မယ်လို့သိရင်သူကသူတိတ်ထိုးမှာပေါ့ဘယ်သူပြောမှာတော့ရမ်းပြောလိုက်ပြီးတော့မှန်သွားတာကိုဟာတရားစွမ်းနေလို့လူတွေကထင်ကြဗျာတကယ်ကတော့တကယ်အစွမ်းမဟုတ်ဘူးเนาะအဲ့လိုပဲမျိုးစုံလောကမှာ
မမကန်တွေကိုအမှန်ကန်လို့ထင်ပြီးတော့ယုံကြည်ကြတာတွေအများရှိတယ်မြတ်စွာဘုရားကတော့အဲ့လိုဟာမျိုးမဟောဘူးတတ္တမေတကယ်ကိုစစ်မှန်တဲ့တရားကိုသုတ်ပွေတိတွေဖျားပွင့်လို့ဟောကြားနေတဲ့အခါမှာမနုဿလဗ္ဗံလက်ဌာနလူဘဝကိုရရှိလာကြတယ်ဘုန်းကြီးတို့တွေခုမြတ်စွာဘုရားဟောတဲ့တရားတွေဟာခုချိန်ထိအောင်ထင်ရှားရှိနေတယ်အဲ့ဒီတရားဓမ္မတွေထင်ရှားရှိနေတဲ့အချိန်လေးမှာလူဘဝရလာကြပြီနော်လူဘဝရလာကြပြီမြတ်စွာဘုရားကအကယ်၍တရားမဟောဘုရားဟောတဲ့တရားမရှိဘူးဆိုတဲ့နေရာမှာလူဖြစ်ရင်လည်းပဲဒီအမှန်တရားကိုသိဖို့မဖြစ်နိုင်ဘူးမြတ်စွာဘုရားဟောတဲ့အမှန်တရားတော့ရှိတယ်ကိုကလူမဖြစ်ဘူးဆိုရင်လည်းအခွင့်အရေးမရဘူးအဲ့တော့ဘုရားဟောတဲ့တရားတွေကလည်းရှိနေတယ်သိနိုင်ခွင့်ရှိတယ်ကိုယ်တိုင်ကလည်းပဲလူဘဝရနေတယ်ဆိုတော့ဒါအခွင့်ကောင်းလို့ပြောတာနော်ဒါဟာအခွင့်အရေးပဲလို့ဆိုလို့အဲ့ဒါကိုတတ္တမေသုတ်ပွေတိတိမြတ်စွာဘုရားကအမှန်တရားကိုဟောပြောထားတဲ့အချိန်လေးမှာမနုဿလဗ္ဗံလတ္တနာလူဘဝကိုရရှိပြီးတော့ယေခဏနာရိကိစ္ဆန္တိအဲ့ဒါကိုအခွင့်ကောင်းလို့မသိကြဘူးတဲ့အခွင့်ကောင်းလို့မသိဘူးဒီအချိန်မှာတို့ဟာကြိုးစားလိုက်လို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုရသွားနိုင်တယ်အသိဉာဏ်နဲ့ရနိုင်တယ်ဆိုတာဒီအခွင့်ကောင်းကိုမသိဘူးမသိတဲ့အခါကျတော့အတိနာမင်းတိတေခဏအဲ့ဒီပုဂ္ဂိုလ်တွေဟာအခွင့်ကောင်းကြီးကိုလက်လို့ဆုံးရှုံးသွားပါဘုရားဟောတဲ့တရားကလည်းကြာရှိစွာရှိနေမှာမဟုတ်ဘူးကိုယ်ကလည်းလူဘဝကိုအမြဲတမ်းရနေမှာမဟုတ်ဘူးဟောအခွင့်ဟာနှစ်ခုစလုံးစုံစည်းနေတဲ့အချိန်လေးမှာလှုပ်တဲ့လှုပ်ထိုက်တာမလှုပ်လိုက်ဘူးဆိုရင်လွှဲချော်သွားနိုင်တယ်ဒါပြောတာနော်လွှဲချော်သွားနိုင်တယ်ဘဟုဟိအခဏဝုဒ္ဓမက္ခတအန္တရာယေကာမင်္ဂနဲ့လမ်းစဉ်ရဲ့အနှောက်အယှက်ဖြစ်အခွင့်အရေးမရနိုင်တဲ့အခြေအနေတွေဟာလောကမှာအများကြီးပဲတဲ့အခွင့်မသာတာအဲ့တော့အခဏဆိုတာမင်္ဂနဲ့အခွင့်အလမ်းမဟုတ်ဘူးဆိုပါစို့လောကမှာဘုရားကပွင့်နေတယ်သစ္စာလေးပါးတရားကိုဟောနေတယ်ကိုကငရဲရောက်နေတယ်လုံးလုံးနာနိုင်ဘူးနော်မဆုံဘူးကိုကဘုရားဟောတဲ့အချိန်မှာငရဲခံနေရဘုရားကတရားဟောနေတဲ့အချိန်မှာကိုကတိရစ္ဆာန်ဖြစ်နေအခွင့်အလမ်းလွတ်နေဘုရားကတရားဟောနေတဲ့အချိန်မှာကိုကပြိတ္တာဘုံရောက်နေမြတ်စွာဘုရားကအမှန်တရားဟောတဲ့အခါမှာကိုကမကြားနိုင်တဲ့ရုပ်သာရှိတဲ့ပြမနာနာရှိတဲ့ပြမမျိုးဖြစ်နေတယ်ဘုရားတရားကိုကြားနာဖို့အခွင့်အလမ်းမရှိဘူးဟောဒါရီကအခဏလို့ခေါ်တာနော်အခွင့်မသာတော့ဘူးမြတ်စွာဘုရားတရားဟောတဲ့အခါမှာတရားသာမကြားရတဲ့ချောင်းကျူချောင်းကြားတောအုံ6ချားမှာလူရိုင်းမျိုးတဲ့ကိုသွားဖြစ်နေတယ်ဟောခွင့်ရမရဘူးမြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာကိုဟာဆွမ်းအာနာမကြခုခေတ်ဆိုရင်အော်တစ်ဆင်တို့ဘာတို့နော်ဆွမ်းအာနာမကြပုဂ္ဂိုလ်မျိုးဖြစ်နေတယ်ခွင့်လည်းမရဘူးမြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာကိုဟာမယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မယုံကြည်ခြင်းဟာလည်းပဲခဏတစ်ခုဆုံးရှုံးခြင်းပဲဖြစ်တယ်ဒါလည်းအခွင့်အလမ်းတစ်ခုဆုံးရှုံးပြနေခြင်းပဲမြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာဒီကိုဟာအခုလိုမကန်တဲ့နေရာမျိုးတွေတရားကိုနားလည်နိုင်စွာမရှိတဲ့အရာမျိုးတွေဖြစ်နေလို့ရှိရင်ဒါအခွင့်အရေးတွေလက်လွတ်ဆုံးရှုံးနေတယ်လို့ပြောဖြစ်တယ်နော်အခုလိုအကြောင်းကြီးတွေဆောက်လုပ်ပြီးတော့လှူဒန်းနိုင်တဲ့ကုသိုလ်မျိုးဟာတရိစ္ဆာန်တွေကောင်ကလုံနိုင်တာမဟုတ်ဘူးလေငရဲရောက်တဲ့ပုဂ္ဂိုလ်တွေကလုံနိုင်တာမဟုတ်ဘူးလေနောက်ဒီလိုယုံကြည်ချက်မရှိဘူးဆိုရင်လည်းဒီလိုလှူမျိုးလှူနိုင်မှာမဟုတ်ဘူးအခုတော့အခွင့်ကောင်းလို့ကိုဟာဒီကုသိုလ်ကောင်းမှုကြီးကိုရလိုက်ပြီဒါကိုပြောတာအခွင့်အလမ်းဆိုတာနော်အဲ့ဒီအခွင့်အလမ်းရလို့
ကုသိုလ်ကောင်းမှုလုံးမိလိုက်ပြီဆိုရင်ဒီလိုဆောက်ဦးမျိုးတစ်ခုဆောက်လို့လှူဒန်းလိုက်ရတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ကိုလှုပ်ထားတဲ့အလုတ်ကသာသနာတော်နဲ့တန်ဃာတော်တွေကိုရည်စူးပြီးတော့မြတ်စွာဘုရားကိုပူဇော်လှူဒန်းထားတယ်ဒီလိုဆောင်းဦးကြီးလှူထားတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့စေရနာတွေဒီပီတိတွေဟာလူချမ်းသာကိုလည်းပေးနိုင်တယ်နတ်ချမ်းသာကိုလည်းပေးနိုင်တယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာမိမိကဥတည်ချက်ထားလိုက်မယ်ဆိုနိဗ္ဗာန်ထီအောင်ပို့ပေးနိုင်တယ်အကြောင်းတွေအထောက်ပံ့တွေကိုယ့်ရင်ထဲမှာဖြစ်သွားပြီဒီလိုဆွလို့တယ်ပေါ့အခြေခံအကြောင်းတွေကိုမှရသွားတယ်ဒါအခွင့်ကောင်းလို့ပြောတယ်လူကတော့လူကျင်တဲ့စိတ်ရှိတယ်ငွေကြေးတဏမပြည့်စုံလူနိုင်မြန်ငွေကြေးတဏတော့ပြည့်စုံတယ်လူကျင်တဲ့စိတ်မရှိဘူးမလှူနိုင်မြန်နော်ငွေကြေးတဏလည်းပြည့်စုံတယ်လှူလည်းလှူချင်တယ်လှူစရာနေရာမရှိဘူးမလုံးနိုင်မြန်အခွင့်အလမ်းဆိုတာအကြောင်းတွေအလုံးစုံစည်းသွားခြင်းကိုပြောတာအဲ့ဒါလို့အကြောင်းတွေစုံစည်းသွားတဲ့အချိန်တွေမှာကိုလုံးလိုက်ပြီဆိုရင်တော့ကောင်းတဲ့အကျိုးရရှိဖို့ရတေချာပေါက်ဖြစ်သွားပြီတဲ့ဒါကြောင့်လောကမှာအခွင့်အလမ်းဆိုတာမတမနေတယ်တဲ့ကရာစိကရဟစိလောကီဥပ္ပစ္စန္တိတထဂတာမှန်ကန်တဲ့လမ်းကြောင်းကိုညွှန်ပြနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်ဖျားဆိုတာဟာယမယံခမသာလောကမှာပေါ်လာတတ်တာတဲ့အမြဲတမ်းပေါ်နေမှာမဟုတ်ဘူးဒီလိုဆိုလို့တယ်ကိုယ်နဲ့ဆုံစည်းမိဖို့အမှန်တမ်းခဲနေအဲ့ဒါကိုတတိပိစကားပြောတယ်တယိတံတမုခိပုတံယံလောကသမိန်သူထုံလပါတမန်ခွင့်ရေးတွေကကြုံကြိုက်နိုင်တော်လည်းပဲအခုလိုမြတ်စွာဘုရားရဲ့နဲ့တရားဓမ္မကိုကြားနာခွင့်ရတယ်ဆိုတဲ့ဒီအခွင့်အရေးဟာအတော်ကိုကြုံမှုခက်တဲ့အခွင့်အရေးတစ်ခုပါတဲ့အဲ့ဒါဟာအခုချိန်မှာဒီအခွင့်အရေးကြီးကိုမျက်မှောက်ထင်ရှားကြုံတွေ့နေကြရပြီမြန်မာနိုင်ငံလူတွေကြည့်လိုက်မယ်ဒီဘုရားသာသနာတော်လည်းကြုံတွေ့တယ်ဘုရားဟောတရားတွေလည်းကြားနာခွင့်ရကြတယ်ရှင်တွေကတရားတရားလည်းရှိတယ်ဒါအခွင့်အရေးကြီးပဲနော်အဲ့ဒီအခွင့်အရေးကြီးမှာကိုယ်အတိုင်းအတာတစ်ခုရအခွင့်ကောင်းကိုအသုံးချလိုက်မယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေဟာရရှိသွားမှာပဲဖြစ်တယ်ရှင်ထဲမှာကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ဒီလိုကြောင်းကြီးမဆောက်နိုင်လို့တို့ကကြောင်းဆောက်တဲ့အခွင့်အရေးမရဘူးလို့ဒီလိုပြောလို့မရဘူးအဆောက်အဦတစ်ခုတမန်အဆောက်အဦတစ်ခုဆောက်လို့ရင်လည်းကြောင်းဆောက်တဲ့အလှလိုမျိုးပဲအဲ့ဒါလို့ကိုတတ်နိုင်တဲ့အတိုင်းအတာကနေပြီးတော့ကုသိုလ်ကောင်းမှုတွေဒါနကောင်းမှုလုပ်လို့ရတယ်သီလဆောက်တည်လို့ရတယ်ကမ္မထာဘာဝနာပွားများအထုလို့ရတယ်ဆိုရယ်အခွင့်အလမ်းတွေဟာရှိနေတယ်ဒါကြောင့်အဲ့ဒါကိုရည်ညွှန်းပြီးတော့မနုဿပฏิလာဘောစာလူဘဝရနေကြပြီတတ္တမတ္တသဒေသနာအမှန်တရားကိုလည်းဟောပြောထားတာဖြစ်တယ်အလံဝါယမိတုံတထအတ္တကာမေနသန္တုနာဒီလိုအချိန်မျိုးမှာကိုကျိုးကိုစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုအကျိုးရှိအောင်လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေဟာအခွင့်သားနေတဲ့အခိုက်မှာကြိုးစားသင့်ပြီလို့ဒီလိုတိုက်တွန်းထားတာပြောတာနော်ခွင့်သားတဲ့အခိုက်မှာကြိုးစားလဲရမယ်ကထံဝိဇ္ဇညာတတ္တမခနောစေခနောဝေမဥပိ္ပစကာဒီနေရာမှာကထံဝိဇ္ဇညာတတ္တမသူတော်ကောင်းတရားကိုဘယ်နည်းနဲ့သိရမလဲလို့သိအောင်ကြိုးစားသိချင်လို့ရှင်သိတာပဲလောကမှာသိချင်တဲ့ဆန္ဒအရေးကြီးတယ်သိချင်တဲ့ဆန္ဒရှိလို့ရှင်သိတာဥပမာခဏခေတ်မှာဆိုလို့ရှင်မြတ်စွာဘုရားဟောတဲ့တရားတွေကိုသိချင်တယ်အဘိဓမ္မာသင်ချင်တယ်ဆိုတော့အဘိဓမ္မာသင်ခွင့်ရတဲ့အခြေအနေတွေရှိတယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဟာခဏခေတ်မှာမြန်မာလိုလည်းရေးသားထားတာရှိတယ်အင်္ဂလိပ်လိုလည်းရေးသားထားတာတွေရှိတယ်တော့ဒီခွင့်လန်းတွေဘာတွေဟောထားတော့ဘာတွေရေးထားတော့သိချင်တယ်ဆိုရင်လေးလက်ဖတ်ရှုကြည့်လို့ရနိုင်တဲ့အနေအထားမျိုးတွေအခွင့်လန်းတွေလို့ခေါ်တယ်အဲ့ဒါတွေကိုသိနိုင်တဲ့နိလန်းတွေရှိလို့ကြိုးစားအထောက်အမှာဖြစ်တယ်လို့သူတို့ဆိုလို့တယ်နော်
ခနောဝေမဥပိ္ပစကဒီအခွင့်အရေးကြီးလက်လွတ်မသွားပါစေနဲ့တဲ့ဘာကြောင့်လို့ဆိုရင်ခဏတိတာဟိသောစန္တိနိရိယမိတမပိတာအခွင့်အရေးကြီးလက်လွတ်သွားပြီးတော့ပြောသလိုနေသွားရင်လူဘဝမှာပစ္စည်းဥစ္စာတွေလည်းချမ်းသာပါရဲ့ရှာဖွေလို့လည်းရပါရဲ့သို့တော့နေစဉ်နဲ့အမျှပြောသလိုနေသွားတယ်တောင်းလိုက်စားလိုက်ပြောလိုက်ပါလိုက်နဲ့အဲ့လိုနေသွားလို့ဘဝတစ်ခုဟာမတော်တဆအဆုံးသတ်သွားပြီဆိုကိုယ်မှာဘာမှမရှိတဲ့အချိန်သွားလို့ရှိရင်တော့နောက်ဆုံးမှာမကောင်းတဲ့ဘုံဘဝရောက်သွားပြီဆိုရင်နိရယမိသမပိတာအပင်ငရဲဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေရပြီဆိုရင်တော့အဲ့ဒီမှာကြာရှည်စွာစိုးရင်ရတယ်စိုးရင်နေရတယ်ဆိုတာအဲ့ဒီအချိန်မှာစိတ်နှလုံးပူဆွေးပြီးတော့နေကြရတယ်လို့ဆိုလို့ဒါကြောင့်မို့ဒုက္ခဘုံသားတွေရဲ့အမှားစကားလို့ဆိုတဲ့ထဲမှာတကယ်ကိုငရဲဘုံလို့ဆင်းရဲဒုက္ခဘုံရောက်သွားတဲ့ပုဂ္ဂိုလ်တွေအလုံးဟာနောင်တရကြတယ်ငါတို့လူပြေပြန်ရရင်တော့ဘာတွေလုပ်လိုက်မယ်နဲ့ဆိုပြီးတော့ပြောကြတယ်လူပြေတုန်းကမလုပ်ခဲ့မိတာမှားလိုက်တာတို့ဆင်းရဲဒုက္ခခံနေရပြီလူပြေရောက်ရင်တော့တို့ဒါနကောင်းမှုတွေလုပ်မယ်သီလတွေစောင့်တည်မယ်အချိန်လွန်သွားတဲ့အခါမှာတဒန္တရာနဲ့အဲ့ဒီမှာဆိုရင်တော့ကရောက်ကြရတယ်ဆိုတာရှင်မမောဂလန်ကိုယ်တိုင်နတ်ပြည်ကြွလိုက်ငရဲဘုံကြွလိုက်ကြွပြီးတော့ဒီအတွေ့အကြုံတွေကိုဟောပြောပေးတာရှိတယ်နတ်ပြည်ကအတွေ့အကြုံတွေကိုဟောတာဝိမာနဝတ္ထုလို့ခေါ်တယ်ငရဲဘုံကပြိတ္တာဘုံကအတွေ့အကြုံတွေဟောတာကြတော့ပေတဝတ္ထုလို့ခေါ်တယ်အဲ့ဒီဇတ်လန်းလေးဟာတကယ်ပဲဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုဟောထားတာဖြစ်လို့အကြောင်းနဲ့အကျိုးမကောင်းတာလုပ်လို့မကောင်းကျိုးရတယ်ကောင်းတာလုပ်လို့ကောင်းကျိုးရတယ်ဆိုတာဟာဒါစစ်မှန်တဲ့အကြောင်းနဲ့အကျိုးဖော်ပြခြင်းပဲဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခကြုံနေတဲ့အခါမှာနောင်တပူပန်ပြီးတော့စိတ်နှလုံးထဲမှာဆင်းရဲဒုက္ခကြုံကြရတယ်ငါတို့မလုံးမိတာမှားလိုက်လေခြင်းဆိုပြီးနော်အဲ့ဒါလိုဖြစ်ကြရတယ်အဲ့ဒီအချိန်မှာဘာလုပ်လို့ရဘာလုပ်လို့မရတော့လွန်သွားပြီဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါကိုပြောတာခဏတိတာဟိသောစန္တိအခွင့်ကောင်းကြီးကိုအခွင့်ကြီးဟာဆုံးရှုံးလွန်မြောက်သွားပြီဆိုရင်နဲ့ကောင်းတာမလုံးမိသည့်အတွက်ကြောင့်ပင်ငရဲကြပြီးတော့ဆင်းရဲဒုက္ခကြီးစွာခံစားပြီးစိတ်ဆိုရင်တော့ကရောက်ကြရတယ်တဲ့ဒါကြောင့်မို့အခုလိုခွင့်ကောင်းတဲ့အချိန်လေးမှာဣဒစေနံဝိရဒေတိတတ္တမတ္တနိယမတ္တသူတော်ကောင်းတရားမှာခိုင်မာတဲ့ယုံကြည်ချက်ခိုင်မာတဲ့သဘာဝရအောင်မြတ်စွာဘုရားပေါ်မှာခိုင်မာတဲ့ယုံကြည်ချက်နဲ့ခိုင်မာတဲ့ပညာအဆုံးပြောမယ်ဆိုရင်သောတပန်ဘဝမျိုးယုံကြည်မှုခိုင်မြဲသွားတဲ့အနေအထားမျိုးရအောင်လုပ်တဲ့နဲ့မလုပ်ဖဲလွဲချော်သွားမယ်ဆိုရင်တဲ့လုံနိုင်ရဲ့တန်းနဲ့မလုပ်ဖဲလွဲချော်သွားမယ်ဆိုရင်ဝါနိဇောဝအတိတထောစိရတံအနုတပိတတိရတာတော့ကမယူလိုက်ဖဲနဲ့လွဲချော်သွားတဲ့အခွင့်အရေးတစ်ခုလွဲချော်သွားတဲ့ခုံတယ်တယောက်ဟာအဲ့ဒီကြမှာမလုံးမိတာမှားလေခြင်းဆိုပြီးတော့အစင်ထာဝရစိတ်ပူနေရတတ်တယ်ဒါကြောင့်မို့လုံးမိအောင်ကြိုးစားပါခွင့်ရေးတစ်ခုရအောင်ဆိုပြီးတတိပေးတယ်အဝိဇ္ဇာနိဟုတောပေါ်သောတတ္တမအပရာထိတောဒီအဝိဇ္ဇာလို့ဆိုတဲ့အသိဉာဏ်ကင်းမဲ့မှုမောဟဆိုတဲ့သဘာဝတရားကလုံးတဲ့နာကိုမသိဘူးမလုံးတဲ့နာကိုလည်းမသိဘူးမသိုံနေမဲ့မဟုတ်ဘူးလုံးတဲ့နာကိုမလုံးတဲ့မှုလို့ထင်တယ်လုံးတဲ့နာကြတော့မလုံးတဲ့မှုလို့ထင်တယ်အဲ့ဒီတော့မလုံးတဲ့နာတွေကိုလှုပ်ပြီးလုံးတဲ့နာမလှုပ်ဖဲနေခြင်းကြောင့်တတ္ထမအပရာထိကောသူတော်ကောင်းတရားတွေနဲ့လွဲချော်သွားတယ်နော်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာအမှန်မစင်စားနိုင်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောတဲ့တရားတွေရှိနေပါလေရဲ့နဲ့သူ့မှာတရားနဲ့လွဲချော်သွားနိုင်တယ်
ဇာတိမရဏတန်တာရစိရံပစ္စနိဘုဒ္ဓတိမြတ်စွာဘုရားသာသနာတော်မှာတမက်တဖို့ရအောင်ဝိပဿနာတရားကျင့်ပြီးကျင့်ကြံကြိုးကိုအထောက်လိုက်မယ်ဆိုရင်အခွင့်ကောင်းတစ်ခုရနိုင်ရင်တန်းနဲ့မကြိုးစားလိုက်ဘူးဆိုလို့ရှိရင်အိုခြင်းနာခြင်းဆိုတဲ့မွေးဖွားခြင်းအိုခြင်းနာခြင်းသိခြင်းဆိုတဲ့တန်တရားထဲမှာရှိကြစွာဒုက္ခခံရအောင်မှာပဲဖြစ်တယ်လို့ဒီလိုဆိုလို့ရတယ်ပေါ့နော်တချို့ပုဂ္ဂိုလ်တိုင်းဟာအဲ့လိုအခွင့်အရေးလောချော်ပြီးတော့ဒုက္ခရောက်သလားလို့ဆိုမဟုတ်ဘူးယေသလတ္ထမနုဿတ္တံတတ္တမေတုတ်ပွေတိတေတချို့ပုဂ္ဂိုလ်တွေကြတော့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်လေးမှာလူဘဝရလာကြတယ်ဥပမာဘုရားလက်ထက်ကအနာရဝိတို့ဝိသခါတို့ဆိုနော်လူဖြစ်လာတော့မြတ်စွာဘုရားဟောတဲ့တရားဟောနေတဲ့အချိန်မှာသူတို့ဟာလူဖြစ်ရလာကြအကံတုတတ္ထုဝဆနံကရိတန္တိကရွန်တိဝါမြတ်စွာဘုရားဆုံးမတဲ့အတိုင်းသူတို့ဟာလိုက်နာကျင့်သုံးခဲ့ကြတယ်လိုက်နာကျင့်သုံးနေကြတယ်လိုက်နာကျင့်သုံးမှုပြုခဲ့ကြတယ်အဲ့ဒါကြောင့်မို့လို့သူတို့မှာအခွင့်အလမ်းတွေအကုန်ရရှိသွားကြတယ်ခဏံပစ္စဝိတုလောကံဗြဟ္မစရိယအနုတ္တရအကောင်းဆုံးဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုလောကမှာအကောင်းဆုံးဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားနိဗ္ဗာန်ရောက်ကြောင်းတရားကိုရှာရှိပြီးတော့ကျင့်ကြံကြိုးကိုပွားများအထောက်နိုင်တဲ့ရှေမက္ခံပฏิပစ္စိန်တုတထာတပဝေဒိတိမြတ်စွာဘုရားဟောကြားထားတဲ့သာသနာတော်မှာဖျားချမှတ်ထားတဲ့လမ်းကြောင်းအတိုင်းနိဗ္ဗာန်ရသည့်ထိအောင်ရှောင်လန်းသွားကြတယ်အဲ့တော့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းဆိုတာတခြားမဟုတ်ဘူးတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ရှိခြင်းတမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေ့အခေါ်ရှိခြင်းတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလနဲ့ပြည့်စုံခြင်းတမ္မာဝါယမမှန်ကန်စွာကြိုးစားအထောက်ခြင်းတမ္မာသမတတိမှန်ကန်စွာစိတ်ဆိုင်ခြင်းနဲ့တမ္မာသမာဓိမှန်ကန်စွာတည်ငြိမ်ခြင်းစိတ်တည်ငြိမ်ခြင်းဆိုတဲ့ဒီကိုယ့်ရင်ထဲမှာရှိတဲ့အရည်ချင်းတွေကိုတိုးမြင့်ပေးခြင်းပဲဖြစ်တယ်ပေါ့တခြားမှရှားတာမဟုတ်ဘူးကိုယ့်ရင်ထဲမှာရှိပြီးသားအရည်ချင်းတွေကိုတိုးမြင့်ပေးခြင်းအပြင်သူဟာဒီလမ်းကြောင်းပေါ်ကိုရောက်ရှိပြီးတော့သွားတာဖြစ်တယ်မြတ်စွာဘုရားကကျင့်သုံးပုံကျင့်သုံးနည်းတွေကိုဟောတယ်ယေတံဝရာသက္ခုမတ္တာဒေတိတာဒိဋ္ဌဗန္ဓုနာတေတုဂௌတောတရတတောဝိဟရေအနဝတုတောကဲဘယ်လိုနေမလဲနိဗ္ဗာန်သွားဖို့ရအတွက်ဘယ်လိုနေမလဲဆိုတော့မြတ်စွာဘုရားကဟောထားတယ်အဓိကဘာလို့ဆိုရင်ဘုန်းကြီးတို့တွေမျက်စိနှလုံးဖွင့်လိုက်တာနဲ့မြင်စရာအာယုန်တွေကိုမြင်လိုက်မယ်နော်မြင်စရာအာယုန်မြင်တဲ့အခါမှာကိုကြိုက်တာမြင်လောဘဖြစ်တယ်ကိုမကြိုက်တာမြင်ဒေါသဖြစ်တယ်နားကအတန်ကြားလိုက်ရင်လည်းကြားတဲ့အတန်ပေါ်မှာကြိုက်တာဆိုလောဘမကြိုက်တာဆိုဒေါသနှာခေါင်းကရတဲ့အနတ်လျှာကစားရတဲ့အရာသာခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့ဆိုတဲ့အာယုန်တွေပေါ်မှာလည်းကြိုက်မကြိုက်မှလောဘဒေါသဖြစ်ကြတယ်စိတ်ကူးကြံစည်တဲ့အခါမှာလည်းပဲလောဘဒေါသတွေဖြစ်ကြတယ်အဲ့ဒီမျက်စိနာနာလျှာကာယလူတိုင်းမှာမျက်စိပါလို့ပြမအာယုန်တွေတွေ့ရတယ်မြင်ရတယ်နားပါလို့အသံတွေကြားရတယ်အဲ့ဒီလိုအာယုန်နဲ့စိတ်ဆုံလိုက်တဲ့အချိန်လေးမှာဘာတွေဖြစ်တုံးဆိုမထိမ့်သိမ့်မှုဆိုရင်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ကိုယ့်ကိုစဉ်းစားကြည့်နော်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်အမှန်မသိဘူးဆိုရင်မောဟဖြစ်လိုက်ဘာမှမသိလိုက်ဘူးဆိုရင်လည်းမောဟဖြစ်လိုက်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုတာကိုယ်မှာတတိကင်းမဲ့နေတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့အဲ့ဒီအချိန်မှာမြင်လိုက်တဲ့အဆင်းအာယုံပေါ်မှာလောဘမဖြစ်အောင်ဘာနဲ့စောင့်ကြရမလဲဆိုတတိနဲ့စောင့်ကြအောင် mindfulness လို့ခေါ်တယ်တတိအာယုံစူးစိုက်နေမယ်လောဘဖြစ်မယ်ဆိုရင်ဟောငါလောဘဖြစ်ပြီဒေါသဖြစ်မယ်ဆိုရင်ငါဒေါသဖြစ်ပြီလောဘဒေါသငါမဖြစ်အောင်ထိမ့်မယ်ဆိုတဲ့တတိကလေးအဲ့ဒီနေရာမှာလိုအပ်လာဒါကြောင့်မို့လို့
ဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေကတော့မှအခု mindfulness လေ့ကျင့်ခန်းဆိုတာလုပ်နေတယ်နော် mindfulness လေ့ကျင့်ခန်းဆိုတာကိုယ်စိတ်တွေကဘာတွေဖြစ်နေတယ်လဲဆိုတာကိုယ့်ကိုစောင့်ကြည့်ရအဲ့ဒါကိုဟောတာမြတ်စွာဘုရားနော်ကိုယ့်ကိုစောင့်ကြည့်တဲ့အလုပ်ကိုလုပ်တာကမ္မဋ္ဌာန်းထိုင်တဲ့လို့ခေါ်တာပဲကိုယ့်ကိုစောင့်ကြည့်နေရမယ်မြင်တဲ့အာယုံပေါ်မှာငါကြိုက်ရင်လောဘဖြစ်သလားမကြိုက်ရင်ဒေါသဖြစ်သလားကြားရတဲ့အတန်ပေါ်မှာငါကြိုက်ရင်လောဘဖြစ်သလားမကြိုက်ရင်ဒေါသဖြစ်သလားအဲ့ဒီအကုသိုလ်တွေဖြစ်သလားဆိုတာကိုသိအောင်စောင့်ကြည့်စောင့်ကြည့်နေတာဟာတတိလို့ခေါ်တယ်စောင့်ကြည့်လို့ဘလို့ထင်ရမယ်လို့သိလာတယ်လောဘကိုသိတယ်ဒေါသကိုသိတယ်ပညာလို့တတိတမ္ပစညာလို့ခေါ်တယ်အဲ့ဒီ mindfulness and comprehension ကိုလေ့ကျင့်ရတော့ဒါတရားကျင့်နေဆိုတာအဲ့ဒါလို့ကျင့်ရမှာပဲเนาะအဲ့ဒါလို့မကျင့်ဘူးအခုရေတံဝရာသက္ခုမတာဒေတိတာဒိဋ္ဌဘာနုနာမြတ်စွာဘုရားကဟောတယ်ဘလို့စောင့်စည်းရမယ်ဆိုတာဟောတယ်စောင့်စည်းတယ်ဆိုတာစိတ်ထဲမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းနိုင်ရမယ်ဘာနဲ့ထိန်းမလဲတတိနဲ့ပညာနဲ့ထိန်းရမယ်တတိပညာဘယ်ကရမလဲဆိုရင်လေ့ကျင့်ရမယ်နော်တခြားကဝယ်ယူเสียမလိုဘူးကိုယ်ထဲမှာရှိတဲ့တတိနဲ့ပညာနဲ့စောင့်ကြည့်အဲ့ဒါလို့စောင့်ကြည့်လိုက်လို့ရှင်ဘာဖြစ်တော့တေတုဂုတ်တော်တရတတော်ဝိဟရိနဝတုတော်စောင့်ကြည့်လိုက်တာနဲ့တပြိုင်နဲ့တတိအမြဲတမ်းရှိနေလိုက်တာနဲ့တပြိုင်နဲ့မြင်တဲ့အာယုံပေါ်မှာလည်းလောဘဖြစ်တာဒေါသဖြစ်တာမောဟဖြစ်တာမရှိဘူးကြားတဲ့အတန်ပေါ်မှာလည်းလောဘဒေါသမောဟမဖြစ်တော့ဘူးနော်အကုသိုလ်တွေကိုယ်ထဲမှာယင်ထဲမှာဖြစ်လာတာအလွန်နည်းသွားနောက်ဆုံးမှလုံးဝမဖြစ်တော့ဘူးဆိုဝိဟရိအနဝတုတော်ကိလေသာတွေနဲ့ညစ်ပေမှုမရှိဘဲနဲ့ကိုယ်ဟာစိတ်ကလေးဟာအမှန်တမ်းတန့်ပြန့်သွားတယ်စဉ်းစားကြည့်လိုက်လေလောဘဖြစ်နေတဲ့စိတ်လေးဟာမတန့်ပြန့်ဘူးဒေါသဖြစ်နေတဲ့စိတ်ဟာလည်းပဲမတန့်ပြန့်ဘူးလောဘဒေါသကင်းသွားပြီဆိုရင်စိတ်ဟာကြည်လင်နဲ့တန်ရှင်းတယ်ဆိုတဲ့အနေအထားမျိုးရတယ်အဲ့ဒါလို့ကိုယ်စိတ်လေးမှာညစ်ပေတဲ့လောဘဒေါသမောဟစားတဲ့ကိလေသာတွေနဲ့ကိုယ်စိတ်လေးမှာလာပြီးတော့လူးပေတာမရှိတော့ဘူးဆိုလို့ရှိရင်အသိဉာဏ်နဲ့ဟာတောက်ပြောင်လာတယ်တောက်ပြောင်တော့တပ်ပိအနုတယေစစ်တဝမာရဒေယပရာနုခေကိလေသာတွေရဲ့နောက်စင်စမပြတ်လိုက်ကိလေသာတွေစင်စမပြတ်ဖြစ်စေနိုင်တဲ့အခြေခံအကြောင်းဖြစ်တဲ့အနုတယလောဘရဲ့အခြေခံဒေါသရဲ့အခြေခံမောဟရဲ့အခြေခံအနုတယဆိုတာနားလည်အောင်ပြောရမယ်ဆိုရင်အနုတယရဲ့သဘောကဘာလဲတူတော့ဆိုလို့ရှိရင် gas မီးချစ်ကလေးပဲစဉ်းစားကြည့် gas မီးချစ်လေးမှာမီးရှိသလားလို့မေးရင်ဘယ်လိုဖြေလို့ရမီးမရှိဘူးဘာကြောင့်မရှိဘူးလို့ပြောနိုင်လို့ဆိုရင်မီးရှိရင်ပူတယ်လောင်တယ်မီးရဲ့သဘောကလေအဲ့တော့ gas မီးချစ်ကအိတ်ထောင်နဲ့တောင်ထည့်သွားသေးတယ်ဘယ်ပူမှာတော့ဘယ်လောင်လည်းမလောင်ဘူးလေသို့တော့မီးဖြစ်နိုင်တဲ့ possibility potentiality ဆိုတာအနေထားတစ်ခုရှိတယ်နောက်ထပ်အကြောင်းလေးတစ်ခုထည့်လိုက်တာနဲ့လူကနေဖိချစ်လိုက်တာနဲ့မိတော့ကလေးမရဘူးလားအဲ့ဒါလိုပဲကိုယ့်ရဲ့နှလုံးထဲမှာလောဘဖြစ်နိုင်တဲ့အခြေအနေကိုအနုတ္တယလို့ခေါ်တယ်ဒေါသဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိနေတာအနုတ္တယလို့ခေါ်တယ်တမားဖြစ်နေရင်ဘယ်သူမှစိတ်ဆိုးနေတာမရှိဘူးဘယ်သူမှလည်းလောဘဖြစ်နေတာမရှိဘူးအာယုန်နဲ့တိုက်ဆိုင်လာမှလောဘဆိုတာဖြစ်တာဒေါသဆိုတာလည်းအာယုန်နဲ့တိုက်ဆိုင်လာမှဖြစ်တာအမြဲဖြစ်နေတာမဟုတ်ဘူးသူနော်ခုနကမျက်စိကကောင်းတာလေးမြင်လိုက်ပြီးတော့ဟာကောင်းလိုက်တာလိုချင်လိုက်တာဆိုရင်လောဘပဲလားမကြိုက်တာမြင်လိုက်တဲ့အခါကျတော့မတည့်ဘူးဒီဟာပေါ်မှာဘုံလိုက်တာဆိုဒေါသဖြစ်လာအဲ့တော့အမြဲတမ်းဖြစ်နေကြတာလားဆိုမဖြစ်ဘူးအာယောနိသောမနတိကာရဆိုတဲ့မမှန်မကန်နှလုံးသွင်းမှုတွေနဲ့ကြုံတဲ့အခါမှာလောဘဒေါသဟာမိจิตကလေးကိုဖိချစ်လိုက်တဲ့အခါမှာမိတော့ကလေးထွက်လာတယ်လို့ပဲထွက်လာအဲ့ဒါကိုထိန်းရမယ်လို့ပြောတယ်အနုတ္တယဆိုတာအနုရူပံကာရဏံလဘိတောဥပ္ပစ္စတိနောက်ထပ်အကြောင်းတစ်ခုထပ်ပေါင်းလိုက်တာနဲ့တပြိုင်နက်ပေါ်လာနိုင်တဲ့အနေအထားတစ်ခုကိုအနုတ္တယလို့ခေါ်တယ်လိုင်းရင်လိတ်တင်လို့အင်္ဂလိပ်လိုပြန်တယ်နော်
တိုင်းလေးတင်အခြေအနေတစ်ခုဟာရှိနေဆိုပါစို့ဘုန်းကြီးတို့တွေဒုက္ခယဝေဒနာယရာဂနုတေယောနုတေတိတဲ့ချမ်းသာတယ်လို့ဆိုလိုက်ရင်လူတိုင်းဟာချမ်းသာတာကြိုက်တယ်ကိုချမ်းသာတာဖြစ်ဖြစ်စိတ်ချမ်းသာတာဖြစ်ဖြစ်ချမ်းသာလေးနဲ့မတွေ့လိုက်နဲ့ဥပမာမဲ့အခုလို့အေးတဲ့ရာသီမှာအနှွေးတယ်လေးဝတ်လိုက်တော့ချမ်းသာမသွားဘူးလားအဲ့ဒါလူတိုင်းကကြိုက်တယ်နှွေးရာသီရောက်လို့ရှိရင်ပူအိုက်လို့အေးတဲ့အဝတ်ကလေးဝတ်လိုက်ရမယ်အဲယာကွန်လေးနဲ့နေလေးရမယ်ဆိုရင်သဘောကျပြန်ရောအဲ့ကြခုချိန်မှာအဲယာကွန်ဖွင့်ပြီးရင်စိတ်တောင်ဆိုးလိုက်ဦးနော်အဲ့တော့ဆိုလိုတာကအာယုတစ်ခုပေါ်မှာဒုက္ခဖြစ်လာလို့ရှိရင်လက်ခံနိုင်တဲ့အနေအထားတစ်ခုဖြစ်လာရင်လူတွေမှာကျဉ်တ်တယ်ဆိုတဲ့လောဘလေးလာနော်အခုချိန်သာအေယာကွန်ကြီးဖွင့်ပေးထားလိုက်လို့ရှိရင်ဟာအေးလိုက်တာဘယ်သူကဖွင့်တော့ဆိုရင်အေးနဲ့တွေ့ရင်စိတ်ဆိုးမယ်သိကြတယ်ဒေါသဖြစ်မယ်အဲ့တော့လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုတဲ့အခြေအနေတစ်ခုပေါင်းစပ်လာတဲ့အခါမှာဖြစ်လာတဲ့လောဘဒေါသတွေကိုနောင်ဖြစ်ခွင့်မရအောင်ဆိုလိုတာကစေပညာစကားနဲ့ပြောမှဆို positive လို့အနုတ္တရဆိုတာ positive ဖြစ်နော် HIV positive ဘာ positive SIBO positive နော် B တို့ A တို့ positive ဖြစ်တယ်ဆိုတာသူက activate မဖြစ်သေးရင် positive ပဲအဲ့တော့လူရဲ့ခန္ဓာကိုယ်ထဲမှာဘုန်းကြီးတို့တွေမှာလူတွေကတမာအဖြစ်သဘောကောင်းတယ်လို့ထင်ကြတယ်စိတ်ဆိုးအောင်လုပ်ကြည့်ပါလားဒေါသထွက်လာဘယ်ရောက်လာစိတ်ဆိုးအောင်လုပ်တဲ့အကြောင်းပေါ်မှာမူတည်ပြီးဒေါသဖြစ်လာကြတယ်အဲ့ဒါလို့ဖြစ်မလာအောင်ဘယ်လိုပဲစိတ်ဆိုးအောင်လုပ်လို့မဆိုးတော့တဲ့အနေထားဆိုပါစို့ gas မီးချစ်လေးမှာထဲမှာ gas တွေအကုန်လုံးသွန်ပြလိုက်မထည့်နဲ့တော့နော်ပြီးတော့ဘိန်းလုံးကိုလည်းဖြုတ်ပြလိုက်အဲ့ဒီအချိန်မှာလက်နဲ့ပွတ်ချနိုင်ပေါ့မီးတောက်ထွက်ပါမလားထွက်တော့ positive ကပျက်စီးသွားပြီ negative ဖြစ်သွားပြီ negative ဖြစ်သွားပြီဆိုရင်တော့မလာတော့အဲ့တော့အနုတ္တယကိုဖြတ်တယ်လို့ဆိုတာဖြစ်နေတဲ့တဏှာရာဂတော့လောဘဒေါသကိုဖယ်တာမဟုတ်ဘူးဖြစ်နိုင်ကြရှိတာကိုဖယ်လိုက်လို့ရှိရင်ဒီလောဘဒေါသတွေကငြိမ်သွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အခြေအနေကိုဖယ်ရမှာဖြစ်တယ်ပေါ့တပ္ပိအနုတ္တိစစ်တဝါမာရတေယပရဏုခေမမေတရားခန္ဓာနဲ့တန်တရားကိုအစဉ်လျောက်လိုက်ပါတတ်တဲ့အနုတ္တယဆိုတဲ့ကိလေသာတွေကိုလုံးဝဖြတ်တောက်ပြီးတော့ပြစ်ပါတဲ့အဲ့ဒီလိုလုံးဝဖြတ်တောက်ပြစ်လိုက်ပြီဆိုရင်တေဝီပါရင်ကတိလောကေရေပတ္တာအတဝခေယနောက်ဆုံးမှာကိုယ့်ရင်နဲ့နှလုံးထဲမှာစီးဝင်လာနိုင်တဲ့လောဘဆိုတဲ့တရားတွေဒေါသဆိုတဲ့တရားတွေမောဟဆိုတဲ့တရားတွေကိလေသာဆိုတဲ့အာတဝတွေပေါ့နော်အဘိဓမ္မာရတော့အာတဝတရား၄ပါးတဲ့ဟောတာသုတ္တန်ရပြောမယ်ဆိုရင်ကိလေသာမှန်သမျှအာတဝပဲအဲ့ဒီအာတဝဆိုတဲ့စီးဝင်စေတတ်တဲ့ကိလေသာတွေလုံးဝကုံဆုံးသွားလို့ရှိရင်ဘဝရဲ့တစ်ဖက်ကံဒီဘက်ကံကမငြိမ်းချမ်းမှုဟိုဘက်ကံကငြိမ်းချမ်းတယ်ဒီဘက်ကံကအိုခြင်းနာခြင်းသိခြင်းရှိတယ်ဟိုဘက်ကံရောက်လို့ရှိရင်အိုခြင်းနာခြင်းသိခြင်းမရှိတော့ဘူးဆိုရဲနိဗ္ဗာန်ဆိုရဲဟိုဘက်ကံကိုရောက်သွားနိုင်တယ်လို့အခုလိုမြတ်စွာဘုရားသာသနာတော်မှာဖျားလဲပွင့်နေခေါ်ထားတဲ့တရားတွေနိဗ္ဗာန်ရောက်ကြောင်းတရားတွေလည်းအမှန်ကန်နေရှိနေတယ်နော်ကိုယ်ကလည်းလူဖြစ်တယ်ရင်ထဲကတရားလည်းရှိတယ်အသိဉာဏ်လည်းရှိတယ်ဘာလို့တော့လှုပ်ဖို့ပဲလိုတယ်လို့ဆိုလိုတယ်နော်လှုပ်ဖို့တစ်ခုတည်းပဲလိုတယ်မိချစ်ဖူးလေးအိတ်ထောင်နဲ့ထည့်ထားတယ်မီးလို့ချင်းဘာလို့သေးတော့နောက်ထပ်ဖိပြီးချစ်ဖို့တစ်ခုလိုနေသေးတယ်အဲ့ဒီအနေအထားမျိုးကိုရောက်နေပြီမြတ်စွာဘုရားသာသနာတော်နဲ့လည်းကြုံတဲ့တရားဓမ္မတွေဤစနစ်တွေလည်းရှိတယ်ကိုယ်လည်းလူဖြစ်တယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်နောက်ဆုံးဘာလို့တော့ဆိုကြိုးစားအထောက်ဖို့တစ်ခုတည်းပဲလိုတော့တယ်လို့အဲ့ဒီအနေအထားမျိုးကိုရည်ညွှန်းပြီးတော့အခွင့်အာဏာခိုက်ကြိုးစားလိုက်လို့ဒီလိုပြောတာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုအခွင့်အာဏာခိုက်မှာကြိုးစားလိုက်ပဲဆိုရင်ကောင်းကျိုးချမ်းသာတွေနောက်ဆုံးမှနိဗ္ဗာန်မရသေးရင်လည်းနိဗ္ဗာန်ကြောင့်မို့ရောက်သွားမယ်နော်
တန်တရားဘောကဆင်းရဲဒုက္ခတွေသက်သာသွားမယ်အကျိုးအမြတ်ကတော့တစ်ခုမဟုတ်တစ်ခုတော့ရှိလာအဲ့ဒါလို့ရှိလာအောင်ဘုန်းကြီးတို့တွေမှတ်တမဲ့မနေပဲနဲ့အခွင့်အာဏာမှာကြိုးစားကြမှာဖြစ်တယ်လို့ကိုစီတတိထားပြီးတော့ခွင့်အာဏာမှာကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တံဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗိတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗိတံကျွေးမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြန်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တဝန္တရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန်ပိဋိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့တွေကြိုင်နိုင်၍နေကြပါစေကုန်သတည်းဆင်ရင်ကျင်းပပြုလုပ်အပ်သည့်လောကချမ်းသာကြီးမဟာဓမ္မဗိမာန်တော်ကျောင်းလှုပ်ပူဇာအလူတော်မင်္ဂလာအောင်ပွဲအထိမ်းအမှတ်အထူးဓမ္မသဘင်တရားပွဲနှင့်ဆက်လင်း၍လူဒန်းမှုကိစ္စများဆောင်ရွက်ကြရန်ဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးထံအဆက်စွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီးကပ္ပိယကာရကအဖြစ်ဥလဘောကဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါတယ်။ယနေ့ညတရားအလူရှင်များဖြစ်ကြသည့်မန္တလေးမြို့မဟာအောင်မြေမြို့နယ်မဟာနွယ်စဉ်အောင်ချမ်းအေးရနေဖရာတိန်ကျောင်းယဟန်ဒါယကကြီးဦးမောင်မောင်လွင်ခေါ်ဦးအန်အပါဦးဖရာတိန်ကျောင်းယဟန်ဓာယိကာမကြီးဒေါ်ရင်ရင်လွင်ခေါ်ဒေါ်မဟာလက်မီဂျေမဟာတရုတ်ကားပစ္စည်းရောင်းဝယ်ရေးမိသားစုတို့မှသင်္ကန်းနှင့်ဓမ္မပူဇာ30တို့ကိုကပ္ပိယကာရကထံလှူဒန်းရန်ဖြစ်ပါတယ်ဆက်လက်ပြီးဥဒ္ဒရာရာမအောင်တခွန်ကျောင်းတိုင်ဆရာတော်ဥဒ္ဒရာမဆရာတော်ဘုရားကြီးအတွက်နဝကမ္မအလှူတော်ငွေ3သိန်းလှူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဥအယ်မဟာရာဂျူဒေါ်မဏိမေခလာပီကင်းထွန်ဆက်ရောင်းဝယ်ရေးမိသားစုတို့မှနဝကမ္မအလှူတော်ငွေ3သိန်းလှူဒန်းပေးရန်ဖြစ်ပါတယ်
ဆက်လက်ပြီးဥအောင်စိန်ဒေါခင်ဆန်းရီတမီမတ်စုစုအောင်မိသားစုတို့မှငှက်တိုက်နှင့်နဝကမ္မအလှူတော်ငွေ3သိန်းလှူဒန်းပေးရန်ဖြစ်ပါတယ်ယနေ့ညတရားနာပြည့်သက်ပေါင်းသူတော်ကောင်းတို့ဤအများပေါင်းစုလူဒန်းငွေနဝကမ္မ9,810,000 ကျပ်တို့အားအများကိုစားအလူရှင်တို့မှလှူဒန်းပေးရန်ဖြစ်ပါတယ်ယေရှုရှင်ဆရာတော်ဘုရားယနေ့ညလူတိုင်းရပါသောကောင်းမှုအဆုစုတို့အတွက်တရားအလူရှင်များနှင့်တကွတရားနာပြည့်သက်ပေါင်းသူတော်ကောင်းတို့နှင့်အတူ32ဘုံကျင်လည်ကုန်သောလူနတ်မြမဝိနည်းတတ္တဝါအပေါင်းတို့အားကုသိုလ်အမြကိုစီရရှိကြစေရန်အလို့ငါရေဇက်သွန်းချဝေမျှလိုကြသည်ဖြစ်ပါ၍ရေဇက်ချတရားဟောကြားကြီးမြတ်တော်မူပါယံခြေတော်အစုံဥခိုက်၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဖေဟာအလုံးလိုက်ဆိုကြမယ်ကဲရှင်ဖေဟာဖေဟာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်းရင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှူတော်ကိုပေးလူကြပါကုန်၏ဘုရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစွတ်စုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မတဝနာတရားတော်ကိုပေးလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာဖြာဖြာတို့သည်ဒုက္ခကတိချုပ်ငြိမ်းရမှန်ယနိဗ္ဗာန်အကြောင်းထောက်ပံ့ဖြစ်ပါစေသာရှင်ဖေယဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမဆာ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း
မာ